ပါလာမသွားနိုင်ကိုချစ်သူမျက်နှာငယ်ရှာလိမ့်မယ်မသွားနိုင်တဲ့တူတော့ချစ်သူမျက်နှာငယ်မခံတော့ရည်စားမထားကျွန်တော်တို့ခေတ္တမှာပါလာခဲ့ခုခေတ္တဘာခဲ့လဲမသိသူခေတ္တသူရှိမှာပါကျွန်တော်တယောက်တွေ့တာချောချောလေးပါချောတယ်ဆိုတာတဲ့သူကရှက်တတ်တယ်အဲ့ဒါလေးကပူလှရှက်တဲ့မိန်းကလေးနှုတ်သွားတယ်ညက်သွားတယ်ကြည့်လှတိုင်းယူရှက်တတ်တဲ့မိန်းကလေးကပို့ပြီးတော့နှုတ်ညက်သွားတယ်မိန်းကလေးရဲ့လှရှက်ရွံမှုလေးပါမှပြည့်စုံတယ်ရွှေဖလားအနာကွတ်တယ်လှတော့လှပါရဲ့ပြန်ကိုကွဲလို့မချစ်တဲ့ပြင်ကြောက်တောင်ကြောက်သေးဒီထဲအင်ဂျီကိုရင်ပတ်ခလဲကောင်ခေါင်းလောင်ဖွင့်ဟိုသူကတော့ဘယ်လိုစိတ်ကူးနဲ့လုပ်လဲမသိမြင်သမျှစိတ်ပြကြပါဆက်ဆုပ်ကြပါမအောင်မြင်ပါဘူးယုံမုန်းကြစုပ်ပြတ်တဲ့နေကိုရေးကြပြောကြမိတ်လိုက်တာအပြုလို့အချက်မရှိလောက်ရတာပါလေကျွန်တော်နားမလဲကျွန်တော်တို့အရွယ်ကမိဘအရွယ်ပါဟောဒီမှာရှိတဲ့သားအရွယ်သမီးအရွယ်တွေကျွန်တော်တို့သားတွေသမီးတွေပါသမီးတို့ကိုပြောချင်ပါတယ်အချက်မရှိမလုပ်ပါနဲ့အဲ့ဒါမအောင်မြင်ဘူးဆက်ဆုပ်တယ်ယုံမုန်းတယ်ထင်သေးတယ်ဘာကောင်းကျိုးတစ်ချက်မှမရဘူးသူမိဘဆွေမျိုးသားချင်းမဆုံးမကြဘူးလားအားလုံးသိမှာပါနော် Facebook မှာတက်လာသူ့ရှယ်တယောက်ကလည်းဘုန်းကြီးဆုံးလောင်းတာအပေါ်ရင်ဘက်ကပွင့်လို့အဲ့တော့မှပြောလိုက်ကြတာဆုံးပြတ်တာသူတို့ရုပ်ကလေးတွေတက်လာပါဘယ်လိုလုပ်ရတာတော့ငါသမီးတွေမလုပ်ကြပါနဲ့မိဘများကိုစားရှာတောင်းမှန်ပါမလုပ်ကြပါနဲ့ဘာကြိုးမှမရလို့ပါဆက်ဆုပ်เสียကြီးပါကျွန်တော်မိန်းကလေးကအဲ့လိုမဟုတ်လမ်းလျှောက်ရင်စာစွန်းနဲ့ညီတယ်လှုပ်လေဒီကကြီးနဲ့ရွှေဘိုးရီသာတော့လို့လွတ်ငါသွားတယ်တမင်သွားတာမဟုတ်ဘူးရှက်တော့6ကလေးကလိန်ဖဲအဲ့ဒါလေးကစီးချက်ကြပြီးလှနေအဲ့ဒါကိုကျောင်းသားတွေကသူတန်းကူးလို့ရှိရင်စောင့်ကြည့်တက်ကတူလေးနဲ့တန်းမှာဘယ်လောက်ရှက်တော့လို့နှစ်ကြိမ်မောက်လဲပါမကောင်နေစောင့်ကြည့်နေရှက်လို့ကိုချီတော်နဲ့ကိုတက်ပြီးလဲအဲ့လိုလဲကြရင်ကျွန်တော်ဘောလုံးကန်နေကြစိတ်မကောင်းကိုယ်နဲ့ဘာမှမဆိုင်ကျွန်တော်သူ့ကိုထုံးတို့မှတ်တာထုံးသူ့သွားတို့တော့ကိုယ်နှလုံးသားမှာကိုတို့ဒုတိယနေ့ကျတော့ကျွန်တော်ဒူးပြုတ်သွားတယ်ဒူးကောင်းရဲ့ control အယုတ်ကောက်ထွက်သွားတယ်ရှောင်းဝကူပေးပါတယ်45ရက်ကျတော့ဗလီဘောရိုက်တယ်ထပ်ကွဲသွားတယ်45ရက်ပြန်ကူပေးတယ်ဘောလုံးကန်ထပ်ကွဲရှောင်းဝပြောတယ်နောက်တစ်ခါလိုက်မင်းဒူးကောင်းဖြတ်ပြစ်မယ်ဟုတ်ဝန်စားလိုက်တာကိုယ်ခန္ဓာပျက်စီးသွားတော့ဝန်စားတယ်ဘာလို့ဆိုကြီးစားထားလို့ရပြီလောကမှာနော်အကောင်းနေတဲ့မှာလည်းအဆိုးတွေရှိအဆိုးနေတဲ့မှာလည်းအကောင်းတွေရှိဒါနဲ့ကျွန်တော်သူ့ငယ်ချင်းကိုပြောတယ်အဲ့ကောင်လေးငါပြောပြစမ်းမှာမလေးရှက်တာနဲ့သေတော်ကောင်းမယ်ပြောချင်ပါဘူးဒါနဲ့မှတ်မထင်ဘူးနင်းခဏဘယ်လောက်တော့သူတို့ညောက်မလေးသစ္စာဆိုမှတခါနဲ့နေတာကျွန်တော်သိတယ်ကမလေးလည်းမတ်တမဲ့လွယ်လည်းပြောတယ်1 2 3ရပြီအဲ့ဒီညစားပြီ1 2 3ကိုစားရတော့ရေရှေ့ပြေးဆောင်မှကျွန်တော်နေတယ်ရှေ့ပြေးဆောင်ဒီညဘက်ဆင်းလိုက်လို့ရှိရင်စားရရှိတယ်စားရကလည်းနောက်ဘက်လမ်းကြည့်လိုက်ရှိရင်သစ္စာဆောင်ရှိတယ်နီလေးပါပဲတော့ကျွန်တော်ရေးပြီးစားရပုံနဲ့တော့ထက်အဲ့ဒီစား3ရက်ကြာမှသူစီရောက်တယ်ဒါလေးမကျင်တော့ဘူးစားရိုက်ဖို့သွားပြီးကွန်ပလီတက်ဟောက်တာတော့ဗျာလှမ်းမြင်တာ3ရက်ကြာ
ဟောထုံးစံမယ်နောက်တစ်နေ့ပြင်ကလာတဲ့စာတွေနဲ့ရောပြီးတော့ဝေမဲ့စာတွေတပုံနဲ့ထက်တုံးထုနောက်တစ်နေ့ကျတော့မှအဲ့စာတွေဝေတာရပါတယ်ပြောလို့မှမရရေး3 ရက်မြောက်လား3 ဆောင်မလား4 ဆောင်5 ဆောင်6 ဆောင်ကြတော့တစ်ဆောင်ပြန်လာပြောစရာကြီးဖွင့်ဖောက်လိုက်တကြောင်လေးအရင်တော့အရင်မကြည့်ပါဘူးအရင်ချင်းရေးကြည့်ပါလေဖတ်လိုက်လုံးဝမဖြစ်နိုင်ပါဘူးရှင်မဖြစ်နိုင်ပါဘူးဆိုတော့ပေါ့လုံးဝပါသေးရုံးစာရေးတာကြားဟောကျွန်တော်တက်တူလူရကျွန်လည်းဖြစ်တယ်ဗျဘယ်လျှော့မလဲကွာရေးနောက်ထပ်6 ဆောင်ရောက်တစ်ဆောင်ပြန်လာပါလေလာပြီကွာဖောက်ဖက်ဟာ9 ချောင်းအရင်အတွက်တွေတိုးလာပြောလိုက်တာရှင်းနဲ့တော့ဇွဲကောင်းတာပဲကျွန်မရှင်းကိုဇွဲစုပေးဖို့စူးစမ်းကြည့်ပါလေညွှန်လင်းချက်တွေနဲ့ဆက်ရေးတယ်ဒါပေမဲ့ကျွန်မနှလုံးသားကရှင်းနဲ့ပတ်သက်လို့လုံးဝမလှုပ်ရှားပါဘူးရှင်မချင်နိုင်တာမှတော်သေးသူကမြန်မာစာမေးချာဆိုတယ်သူနှလုံးသားလုံးဝမလှုပ်ရှားပါဘူးရှင်ဝမ်းနေတယ်ဗျာခြေခွဲဒီနှလုံးသားဖြင့်ငရင်လှုပ်သူကမလှုပ်ရှားဘူးတိုက်ဆိုင်ဆိုင်နောက်တစ်နေ့ပဲပြေကနေထွက်ကြတော့အဲ့ဒီမြန်မာစာသင်မှာကျွန်တော်တွေ့မှုငိုင်းလို့ငေးကျွန်တော်တငယ်ချင်းတွေကပါဆက်ကိန်းလို့တော့ထုတ်ကြည့်မှာအဲဆိုကျွန်တော်လာပြီးအတွေ့မှုကမင်းမချော်လေးတယောက်သီရာဒေဝီလို့ချော်မတော်မင်္ဂလေးတယောက်ရွှေပေးပါဟာပါဆက်တို့ကြည့်ကြလို့သူကလေခေါင်းငုံထားတာစက်ကြိုးသေးတော့မှသူ့ဘိမှာဆိုလို့သူ့နောက်ကရလည်းဗျာကုမယက္ခကန္တပတ်လက်သီးဆုပ်ပြအန်ကျိတ်ပြဟိုလက်တွေခါပြမပေးနဲ့ပေါ့ပေးပါဘူးမပေးပါဘူးဝန်နေနေမပေးပါဘူးဖာစီယာကောင်မလေးရောက်တော့ချောပါအဲ့ဒါကျွန်တော်မသိပါဘူးကျွန်တော်ဆရာမပြောတာမောင်တယ်လိုက်တက်ကြုံမှာဘဝပေါ်ရှာသွားခွဲမရှာသေးဆရာမစီးတဲ့ကားကိုမရယာထွင်ပြောင်းစီပါကွယ်ဆရာမနဲ့မျက်ချင်းတယ်ချောလိုက်တာမင်္ဂလေးပြောတန်ဆရာမကြီးဘယ်နဲ့သွားတယ်ဟုတ်တယ်အတော်ကိုလာတာပဲလာကျွန်တော်သူလာမလားမနေပြောရင်ကျွန်တော်နှလုံးသားနဲ့မလှုပ်ရှားဘူးလှုပ်ရှားတော့သူတော့ရှက်နေတာမပေးရပါဘူးအဲ့ဒီမင်္ဂလေးကိုမပေးလက်ခုပ်တီးလိုက်လို့ဆူညံသွားတာပဲဟာလှကွာရွရပေကွာတော့ရတဲ့ချီချူကြသူလည်းကြည့်ရင်ကြည့်မှာပေါ့ကြည့်မှာအဲ့ဒီမင်္ဂလေးကအဲ့ဒီပါစံဂိမ်းစားတဲ့နေကွင်းရသွားတယ်ပါစံတော့ကအချင်းချင်းပြန်ရညနေပြန်တော့ကျွန်တော်တကယ်ရင်းနေရအဲ့ဒီမင်္ဂလေးကျွန်တော်မင်္ဂလေးနဲ့အတူတူစီးတယ်ကားစီးပြဟဲ့ဒီလာပါငါတို့နဲ့တူစီးကွာကျွန်တော်တော့ကြားရမင်္ဂလေးပါရကားစီးခဲ့ကျွန်တော်မှသူလုံးသားမလုပ်ကြတော့မရှိဘူးယောက်ျားလေးမှလည်းမာနစီးကျွန်တော်ငဲမိငဲရငဲနေတာဗျာဟိုကောင်မလေးပါရကားဖြစ်အဲ့ကောင်မလေးပါမှန်းလည်းမသိပါဘူးစိတ်လည်းဝင်လာပါအမှတ်မထင်ငဲမိငဲရငဲတာနောက်တစ်နေ့ကျတော့စာဆောင်ရောက်လာတယ်ရှင်လိုချင်တဲ့ဖြေပေးလိုက်ပါပြီသူ့နှလုံးသားငယ်လှုပ်တော့မင်းကလေးတွေမှာအဲ့ဒီဟာလေးကတဝန်တိုးစိတ်ဝင်လေမြန်းနေကျောင်းမလို့သားတို့ကိုပြောချင်ပါတယ်မဖြစ်နိုင်ဘူးဆိုလို့များစိတ်အားမပြတ်လိုက်ပါနဲ့လိုက်ရှာရှိဆက်လိုက်ပါအဲ့လို chance phenomenon
ကြုံကြိုက်မှုတရားတွေကလည်းပံ့ပိုးပေးရမယ်ဓမ္မသုစာလေးမောက်ကဆက်ရေးထားတယ်ဒါပေမဲ့လို့တဲ့ရှင်နဲ့ကျမနဲ့ချစ်သူဖြစ်တဲ့အကြောင်းဘယ်သူမှမပြောရဘူးပြောတဲ့နေ့မှာရှင်နဲ့ကျမနဲ့꿰တဲ့နေ့ပဲဟာပြောခြင်းနဲ့ညကျွန်တော်လည်းမြန်မာစာသူလည်းမြန်မာစာအတန်းနဲ့တူတယ်အတန်းနဲ့မှတွေ့ရင်လည်းမခေါ်ပါနဲ့မသိတယ်လို့ပဲနေပါလမ်းတွေ့ရင်လည်းနှုတ်မဆက်ပါနဲ့အာလာဝလာပေါ်မြန်စိတ်တော်မကူပါနဲ့ဟာဘယ်လိုယူဆမှန်းလည်းမသိညကျတော့ကျွန်တော်အစာရေးရတာပေါ့ဗျာကျွန်တော်တခါနဲ့နေတဲ့ကောင်ဟဲ့လုံးမနေနဲ့ဘယ်လောက်ဆက်တတ်တာသိတော့မရမင်းမလည်းညောင်းသေးသွားလိမ့်အဲ့ကောင်ပြောချင်တယ်ရနေပြီပြောလိုက်ရှင်ဗျာဥကိုရနာသူမပြောအောင်ဆိုမပြောပါဘူးနောက်ဆုံးနေ့ကျတော့မနေနိုင်မောင်းကျွန်တော်လို့တို့တက်ဆိုပြီးတော့မယ်သူများချစ်သူတွေတခါမှလည်းမတွေ့ရဘူးရှင်းအောင်ရဆွေးနွေးနိုင်မရအောင်တခါတော့တွေ့ခွင့်ပေးပါစာလေးသူဆရာစာပြန်လာပါလမ်းမတနေ့နေ့မနေ့9 နာရီသစ္စာဆောင်နောက်ဘက်အပေါက်ကမလွယ်ပေါက်ကစောင့်နေပါတက္ကသိုလ်တွေကဘယ်သူမှမနှိုးခင်တက္ကသိုလ်ပြင်အောင်ထွက်မယ်အဲ့ဒီမနေ့ကကျွန်တော်3 နာရီရေထချိုးနေပါအိမ်မိသေးလည်းသေးသေးတော့9 နာရီသစ္စာဆောင်နောက်ဘက်ကမလွယ်ပေါက်ကအုပ်ခုံပြီးသွားထိုင်နေစောင့်ပြောလိုက်တာ9 နိုင်တိထွက်လာတယ်။ဟိုးကဘာအောင်လူတို့နင်းနဲ့လာကိုမြင်တာကျွန်တော်လည်းဝန်စားမှမတင်ဘူး။လာပြီကွာ။လမ်းကြီး9 လမ်းလောက်လိုကြတော့လမ်းလည်းမကြည့်။သူကသူပဲသွားတယ်။စောင့်နေတာကြာပြီလား။မင်းသူနဲ့ဘာမှမဆိုင်ဘူးလို့ပဲ။ကျွန်တော်နဲ့တဲ့နေရောက်ဆက်သွားတယ်ကျွန်တော်ကိုယ်ကသူအတန်းရလိုက်ပါတယ်သူနဲ့ခက်ခွာပါရှောက်လိုက်လာပါတယ်ပခုံးချင်းမထိရပါဘူးမထိချင်နေပါစေလမ်းတူရှောက်နေပြီးတာမြင်လည်းငါနေလည်းဝင်တယ်သူကခုံတက်တယ်ဟိုးခွင်ရယူပြီးတော့အဲ့ဒီခုံမှာ2 ယောက်ထိုင်မှာတလောက်ဆက်တက်တာနားလဲပေးတယ်ညနေချင်းတိုင်းခုံမှာထိုင်မြင်လည်းတစ်စင်းနဲ့စီးနေရတာကိုပျော်လို့မြင်လည်းဆရာကြီးကမြင်းမလေးကိုကြာဝတ်နဲ့ဝှေ့ရပြီရွှန်းနေမချောက်အဲ့ဒီမနက်ကကျွန်တော်မျက်စိထဲမှာကုန်လှနေတာပါပဲသစ်ပင်ကြီးလေးတက်လို့လှုပ်နေလားမြင်းမလေးကြောကိုကြာဝတ်နဲ့ချရွှန်းကောင်းလိုက်တဲ့ဂီတမြင်းမလေးကတော့ကြောကိုကော့သွားတာရင်းခွာတဲ့တဖြောင်းဖြောင်းနဲ့ကောင်းလိုက်တဲ့ pop music ဖျားကြီးနောက်မှုကြတော့စကိုင်းသွားတဲ့ကားတွေရှိတယ်ဗျဒိုင်နာလိုကားမျိုးပါပဲရွှေကျဲရဲ့ဖျားမှာအေးဆေးစကားပြောလို့ရတယ်တဲ့ကျောင်းသားကြီးတွေအကြံပေးတာပဲအဲ့ဒါနဲ့ကားကိုတားတယ်စပယ်အားသိပါတယ်တွဲလေးမှမနဲ့စောစောဆိုတော့ရှေ့ကားလည်းနေရာမရှိလို့လက်လက်ရှေ့တဲ့ဘယ်ပြေလို့တော့သူ့ကိုရင်တက်ခံမှတဲ့ကျွန်တော်ထိုင်မှာကျွန်တော်ဒီဘက်ကလေးကတ်ထိုင်မှာသူကကားလှုပ်တဲ့ခါလည်းတစ်ချက်အခုံရင်ထိပါတယ်ပြောရရင်တော့မထိတစ်ချက်ကောင်းပါလေတောက်လျှောက်ထိရင်ပူတယ်ဗျကိုမပူပါဘူးသူပူမှစိုးလို့ပါအဲ့လိုသွားရင်မင်းကလေးတွေနော်သိတော်တာပဲမွေးရပါအချင်းဗျအဲ့လိုသွားနေသူပဆိုင်ကလေးဖွင့်တရားလုံးလေးတစ်လုံးထုတ်ကျွန်တော်ပေးတယ်ကျွန်တော်ကမလှဲ့ဘူးဒီလိုပေးနည်းနည်းလွယ်ခဲ့ပြည့်အဲ့တရားလုံးကိုကျွန်တော်ယူတယ်ခဲဘက်ကလေးတိတိကျကျခွာတယ်မဆုပ်เสียဘူးနည်းနည်းလေးတော့မဆုပ်เสียဘူးချက်သူပေးတယ်ပထမဆုံးတရားလုံးခဲဘက်ကလေးကိုခွာပြီးတော့တိတိကျကျလေးတော့ကြောင်ခောက်
သူမမြင်အောင်အိတ်ထောင်ထဲမှာထက်ချစ်သူရှစ်ပထမရတဲ့တရားလုံးအခွန်အမြတ်တလို့တန်ဖိုးထားပြီးသိမ့်ပါတယ်နောက်တော့ပဲချိန်ဘယ်လိုပြောက်တော့မှမသိပါဘူးအဲ့တော့အဲ့ဒီဇာလုံးကလည်းချိုးလိုက်တယ်ဗျာကောင်းလိုက်တယ်ချွတ်တဲ့ရကြတော့ကာဝါဆင်းတာပေါရိုးကြီးပေါ်မှာရှောက်နှုတ်ပေါ်လက်ပံဝင်နေပွင့်တယ်ဗျာရဲရဲကိုနီးလို့ရဲတရားလည်းဆုံညာလို့အရင်တော့သိမုန်းတာပဲရဲတန်နေဆူလို့အဲ့ဒီကတော့ကောင်းလိုက်တဲ့ဂီတတန်နေလက်ပံဝင်နေပြုတ်ကြကြလိုက်ဖမ်းနေမြေမခတာတပွင့်မိသူ့သွားပြီးယူပါမှန်လို့လည်းမရဘူးရမရအဲ့ဒီချိန်နေဟာလေချစ်သူတို့ဘဝအတွက်တသက်တာမေ့မရလှတယ်ဗျသိလှခဏနေတော့သူစီကစကားသုံးခွန်းကြားပါတယ်ရေးစားတယ်ဟုတ်တယ်ဗောဆိုင်နေတော့ချွေးလေးတွေစို့ဟိုးကျွန်တော်စောက်ကြည့်တယ်ရိုးစင်ရှားတာတွေ့တယ်ဗျကျွန်တော်တို့ညာဒေသနာဇဝေးရိုးစင်တဲ့တက်ကလေးမိုးလေးနဲ့ရေဟောကလည်းရင်ကြီးတွေတက်လို့သသားပြားလေးအုပ်ထားရေခွက်မဟုတ်ဘူးဗျဘောကရေမုတ်ကလည်းရင်ကြီးတွေတက်လို့စိတ်ဆိုးလောင်းခေါ်သွားတယ်အဲ့ဒီခက်ကရေတံမှုခက်မဟုတ်ပါရိုးစင်ခက်ဘီဘိုးလည်းမသိပါဘူးစီဘိုးလည်းမသိပါဘူးတော့ခက်တယ်ဓမ္မခက်ပြီးရှူတယ်တောက်တယ်နောက်ထပ်မင်းကလေးတို့အမတန်ကျွမ်းကျင်လိမ္မာတဲ့အမှုပညာတခုတွေ့ရတယ်တဝက်တော့ပြီးတော့တဝက်ချန်တာကျွန်တော်ပြီးရောတောက်တယ်အထိပ္ပယ်ကတော့သူတောက်ပြီးသားချန်တဲ့ရေကိုမယုံရင်တောက်ပါဘယ်ယူလိုက်မလဲအဲ့ဒီရေကုန်တော့မကောက်ရေမှုတ်တော့ဝါစားတဲ့ချင်းသေးကောင်းလိုက်တာနောက်ထပ်ကျွန်တော်လည်းမဝရတယ်သူလည်းမဝရတယ်ရေတမုတ်ထက်ခတ်ကျွန်တော်သူနီးခိုးပြီးတော့တဝက်တော့တယ်တဝက်ချန်တာရော့ပြီးအဲ့ဒီရေမှုတ်ကျန်တဲ့ရေတော့သူတောက်တယ်ဗျအဲ့ဒါကျွန်တော်တို့เนี่ยရုံးတဲ့လက်မှတ်ထိုးထားတဲ့ခိုင်မာတွေစာချုပ်ပြီးသွားတယောက်နဲ့နှလုံးသားချင်းနားလဲတော့ကောင်းလိုက်တာဗျာအချစ်သိင်္ဂါရရတာအဲ့ဒါပဲဗျလာနုညက်တဲ့သိမ့်ဝေးကျွန်တော်ပခုတ်ကူတက်တူကဗလန်တိုင်းဒေးမှာဖိတ်ချစ်သူများနေလာဟောပြီးတယ်မင်းတို့လည်းဖိုးကြီးလာပြီးတော့ပေါ်တယ်မြင်ပဲသူတို့ကွန်မကေရှင်ဟောလေးရောက်ဝိချယ်လေးထမ်းတင်သွားချစ်သူများနေအကြောင်းဟောအဲ့ဒါလေးကျွန်တော်ပြောတယ်တကယ်အချစ်မှာနှလုံးသားလေးနူးညံ့သိမ့်ဝေးမျက်နှိုးတန်ဖိုးထားတယ်အဲ့ဒါကြီးကျယ်တယ်သိကြီးကျယ်တာအဲ့ဒါကိုရဘူးစမ်းပါစေရပါစေကြီးကျယ်တယ်မင်းတို့လို့ဗလန်တိုင်းဒေးမှာချောကလက်လက်ဆောင်ပြီးအဲ့ဒီဗလန်တိုင်းဒေးချစ်သူများနေမှာချောကလက်လက်ဆောင်ပေးရမယ်လို့ဒီရင်သတ်မှတ်တယ်လို့သိချီကျူတာအရန်တော်တယ်ဟုတ်တယ်ချောကလက်ကချိုးတယ်ရင်စူးစူးမဟုတ်ဘူးသူချိုးတာလေးကနှစ်သက်စရာအဲ့ဒီချိုးရမှာခါသက်တာလေးပါတယ်ခါသက်တာလေးကလည်းနှစ်သက်စရာစီလို့ဇာတ်ထလိုက်စိတ်နာလေးလည်းပါတယ်တော်လိုက်တဲ့လူတွေကွာချောကလက်ကိုချစ်တဲ့လက်ဆောင်ပေးရမယ်ဘယ်ကောင်လုံးလဲမသိဘူးကွာလှလိုက်တာသို့တော့သမီးတို့ကိုသတိပေးချင်ပါလေအဲ့ဒီချောကလက်ထဲမှာလိမ်စိတ်ကြွစေးတွေထည့်ထားတယ်ပြီးရင်အဲ့ဒီဟာတော့ခေါ်သွားလိမ့်မယ်လိမ်စိတ်ကြွမတရားလူကိုခွေးယူလိုက်လိမ့်မယ်ဘယ်မှာလဲလှပါတယ်နူးညံ့သိမ့်ဝင်အချစ်ကနှလုံးသားတွေထဲမှာတိတ်ဝကြံနေတဲ့စွမ်းမြဲဟ
ကရမက်ကိစ္စပြတဏှာရမက်ကိစ္စရမက်ကုံသွားရင်ဘာမှမကြံဘူးဗျလူလောကမှာသိလာတယ်တက္ကသိုလ်ကျောင်းသားတွေရဲ့ဘဝမှာပေါ်ရနိုင်ပါလေအဲ့ဒီမေတ္တာဘွယ်လေးတွေပေါ်ရနိုင်သမီးတို့သားတို့ရစေချင်ပါလေရကြစမ်းပါစေဘဝပေါ်တစ်သက်တာတုံးနဲ့အပြန်လန်ကူညီကြမှာဗျနားလည်ကြမှာဗျမြတ်တာတဲ့နှလုံးသားရှိရမှာဗျအနစ်နာခံရမှာကူညီရမှာစောင့်ရှောက်ရမှာအဲ့လိုကောင်းလိုက်တဲ့မေတ္တာဘွယ်လေအခုခါမှာမေတ္တာတရားကိုလူတွေဘယ်လိုမှနားလည်မှုတွေလွယ်ကုန်လည်းမသိချစ်သူကဘယ်ယူနေတော့ပြောတာနဲ့စတိုးဆိုင်ထဲမှာဓာတ်နဲ့ဝင်ထိုးတယ်ကောင်မလေးလည်းသူ့ကောင်လေးကတ်ကြီးနဲ့သွားထိုးဟာရက်ဆက်လိုက်ကြတာလူလောကမှာအကြောင်းတစ်မျိုးမျိုးကြောင့်တယောက်နဲ့တယောက်နဲ့မယူနိုင်တာလက်မထနိုင်တယ်ရှိမှာပေါ့ချစ်တော်လည်းလက်မထနိုင်ဘူးမနေ့ချေကွဲစားတယ်လမ်းခွဲရတယ်ရှိတယ်နားလည်းပြေးလိုက်ပါနားလည်းပြေးလိုက်ပါတော့ဒါလည်းမထိုးပါနဲ့ထိုးတော့သူလည်းသိတယ်ကိုလည်းထောင်ကြဘာရမှာမရအဲ့ဒါမျိုးတွေတကယ်လို့မြန်သူကကိုယ်ကိုမချစ်လို့သစ္စာပေါက်ပြီးတော့နောက်တစ်ယောက်တည်းလည်းကောက်ပါသွားရင်သွားစမ်းပါအများကြီးရှိပါတယ်သူတော်ပိုလာကိုချစ်စရာကောင်းပြီးတော့ပုံနုညံသိမ်မွေးတဲ့ဘဝပေါ်ရနိုင်ပါသေးတယ်ရနိုင်ပါသေးတယ်ဘာလို့ဒါလည်းတော့ထိုးရမှာတို့လူ့ဘဝမှာမေတ္တာတရားတွေကလှပါတယ်သိမ်မွေးနုညံပါတယ်ဒါကလေးကိုသာရုံသူမိသိရေးချပါတယ်ရေးချပါတယ်ဒါလေးမရောက်ပြပါလို့ပြောချင်တယ်အဲ့ဒါဆရာမင်းကလေးနဲ့ရွှေကျဲရောက်တဲ့စကားတွေပြောကြတာပေါ့ပြောကြတော့ဆရာဆင်းရဲတယ်တက္ကသိုလ်တက်ရတယ်စတိုင်မင်းနဲ့ထောက်တက်ရတယ်စာအုပ်စံကြီးကိုတက္ကသိုလ်ဆရာမကြီးတယောက်ကပေးတယ်အခုနကမလေးကိုပြတဲ့ဆရာမကြီးပေးတာတငယ်ချင်းကကျောင်းလာကထောက်သူပဲလူပဲနဲ့ကျောင်းတက်ရအစိုးရနှစ်ထည်ပဲရှိတယ်အဲ့ဒီကမလေးကလည်းမိဘမရှိပါဘူးသူဆွေမျိုးတွေကဒေါ်ရီဦးလေးတွေချမ်းသာတယ်တငယ်ချင်းတော့ကလည်းနိုင်ကမလေးနေတိုင်းသူ့ဝတ်စုံတွေမှတ်တာတလားရှိပြီကွာလုံကြီးလည်းမထပ်သေးဘူးအင်ကြီးလည်းမထပ်သေးဘူးမင်းရှာရှင်းတာကွာကိုကနှစ်ထည်ပဲရှိလို့တာနဲ့အားငယ်တာချွေချက်တွေတော့သူကပြောတယ်ဒီနေ့ဒီပစိုးဝလာမထင်သားပဲကျွန်တော်ပြန်ပြောတယ်ဘာမထင်ရရှိတော့မနေ့ကဟိုပစိုးဆိုဒီနေ့ဒီပစိုးပေါ့တန်းထဲမှာသူလည်းမြင်နေတာသူကျွန်တော်မေးတယ်မိဘရဲ့သဘောတူပါမလားသူကပြောပါတယ်တူမယ်မထင်ပါဘူးအတော်အားတက်စရာကောင်းပါဘယ်လိုဆိုရင်တူမလဲတက္ကသိုလ်မှာဆရာပြန်ဖြစ်ရင်တော့သူစ조사ပြောချင်မလေရမယ်ထင်ပါရဲ့ဟာဖြစ်တာပေါ့ကွာငါစာတော်တာပဲစာလည်းစ조사တာပဲကွာပို့တော့စ조사လိုက်အောင်စ조사ပါတယ်စ조사ပါတယ်တန်းလူကျမပြတွေ့ဖို့ထွက်တာဘာသာစုထွက်တာပါနောက်ဆုံးနှစ်မထွက်ပါထွက်ပါဒီနေ့လုံနေညဒီထွက်တယ်နှစ်မြန်နဲ့ရစားတတ်တော့မထွက်တော့ပါပြောင်းပါဘာလို့လဲဆိုဆရာနှစ်ဖွဲ့ကွဲနေတော့ဟိုတစ်ဖွဲ့ကကျွန်တော်နဲ့ခင်ကျွန်တော်ကတက်ကလို့ဆရာဖြစ်အဲ့ဒီဖွဲ့အားကောင်းပြီငါတို့ခံဒီကောင်ကြောင်းမြောလာနေနဲ့ကွာဂရစ်တရီနဲ့ဖြုတ်ချဝန်းနဲ့လိုက်တာဗျာခြေကွက်လိုက်ဘဝမှာရှေ့မှာတောင်ကြီးတစားချင်းပြိုကျသွားတယ်မြင်နေရတယ်လို့လူလိုက်ပြီးငိုလိုက်ချင်ပါဝန်းနဲ့လိုက်တယ်အဲ့ပြိုကျသွားတဲ့ထဲမှာကျွန်တော်ချစ်သူလဲပါသွားပါတယ်တက်ကလို့ဆရာဖြစ်ဖို့ဆိုတာအဲ့လိုကြီးကျယ်လို့လားဒီပါချုပ်တော့ဖြစ်မသိကြဘူးအားချလိုက်တာအားချလိုက်ဖြစ်ဘူးအဲ့ဒါနဲ့ဟိုတစ်ဘက်ကတိုင်းတသိတွေများရှိမနေ့ကထွက်ပြီးသားတသိတွေရှိတိုင်း
တိုင်းရင်ပါမောက္ခအရင်ပြုတ်ပါမောက္ခမသိဘူးလားမသိဘူးလို့မရဘူးရင်ပြုတ်ကျွန်တော်ဆရာပါမောက္ခကြောက်တတ်လိုက်တာပင်စင်ကလည်းကတ်နေစားပါမောက္ခကြီးပြုတ်မှလည်းမမြင်ရတယ်ငါတိတ်ဘဝကျွေးနေရှိလို့ပေါ့ကွာသို့တော်ဗျာသူစရင်သားတို့ရချင်ပါတယ်မင်းဘဝမှာအသေးချဝဲပလန်ချအကောင်းဆုံးရည်မှန်းချက်ကိုကြိုးစားကျွန်တော်စာသားဖတ်တော့အဲ့ဒီကျွန်တော်ဘောလမ်းကြောင်းကြီးခင်းထားကောင်းဆုံးကြိုးစားလွှဲချော်စရာဘာမှမရှိဘူးရမှာပဲခိတ်ဖို့ရရင်ရွေးခံမှာပဲလူရကျော်လဲဆိုတော့အော်တိုရွေးမှာရွေးရင်ကျွန်တော်ချက်တူလေးရမှာအဲ့ဒါတွေကုန်သွားပြီသူမိဘတွေကလည်းဗျာထက်တန်းပြတော့တော့မရဘူးဗျတက္ကသိုလ်ဆရာတော်တော့ပြောအောင်အဲ့ဒါနဲ့ကျွန်တော်မိဘလည်းဆင်းရဲတော့ရရလို့လျှောက်တဲ့ခါမှာကျောင်းဆရာအလယ်တန်းပြဆရာရပါတယ်ထက်တန်းပြတော့မရနိုင်ပါဘူးအလယ်တန်းပြဆိုတော့ဝဲပြီပေါ့မနဲ့ချေခွဲပါတယ်အဲ့လိုများမင်းဖြစ်ခဲ့တော့ဒါငါဘောမလောက်ရီမန်းနဲ့ထားတဲ့အကောင်းဆုံးလုပ်ခဲ့တဲ့နဲ့မဖြစ်ဘူးကွာသွားရောကွာဖြစ်ချင်တာဖြစ်ပေးစမ်းကွာဘယ်နာရက်တဲ့ချင်တဲ့ကောင်းနေသိပလင်းထောင်ပြီးတော့မူးတယ်ကွာဘာဖြစ်သေးလဲဖန်ခွက်ဒီကိုင်းပေါ့ခွဲမူးအဲ့ဒီကတော့လျှောက်တော့ရသမားဖြစ်မင်းဘဝလုံးဝဆုံးမှာပေါ့ရှုံးမှာဖြစ်တတ်ပါလေဖြစ်တတ်ပါမထင်မှတ်တဲ့အန်ဒီရီဒိန်းနဲ့ဒိုင်းနဲ့ဒင်းနဲ့ခံတတ်ပါကျွန်တော်ဘုသူ့ကိုတရိယာကိုမြင့်မောင်ကိုတရိယာဆရာဝန်ဖြစ်မှပြလိုက်တာလို့ရသလားကွာကျောင်းဆရာအဲ့ဒီရွာကလေးကိုငါသွားမယ်ကွာရွာကလေးကောင်းအောင်လို့မရွာသားတွေကောင်းလို့ကလေးတွေကောင်းလို့တိုင်းပညာဝန်ပြောတာအဲ့ဒီရွာကလေးကွာလေရန်ကြောင့်ပွင့်သွားပြီမိတ်ကြလေရန်ပြဆရာပြောင်းမှမရှိဘူးကျောင်းအောင်လည်းမရှိဘူးအလေရန်ကြောင့်ပြောင်းလုပ်ချင်အလေရန်ကြောင့်ပြီးပြင်းဖြစ်ကျောင်းလာလိမ့်ဟုတ်ကဲ့ပါမယ်ပါပါအဲ့ဒီရွာကလေးရောက်တော့ကျောင်းကလေးအောင်တာပေါင်းမှာလက်ပံမင်းကြီးရဲကိုနီးပွင့်နေတယ်နှုတ်ပေါက်ကလေးလွှမ်းလိုက်တာဗျာလွှမ်းလိုက်တော့ထုတ်ပိုးရင်းဆွဲပြီးတော့ကျောင်းလေးစီဆင်းသွားထဲမှာဆရာမလေးတယောက်နဲ့ဆရာလေးတယောက်တွေ့ကျွန်တော်ဒီကျောင်းကိုလည်းလမ်းပြနေရောက်လာတာပါဗျာဆရာမလေးတယောက်ကသွက်လက်တယ်ဟိုးဟန်ကြလိုက်တာကျမတို့မှာမာလိမ်မှုမရှိတဲ့သင်္ဘောလိုပဲဆရာကြီးမျောချင်မျောနေဆရာလာအပ်တက်လိုက်တာဆရာကြီးပြောတယ်ကျွန်တော်လျှောက်လာညောင်းထိုင်နေလို့လျှောက်ကြည့်ထိုင်ကုန်လည်းမရှိဆရာမလေးတယောက်ကအကင်ပါအာနာလိုက်တာဆရာကိုထိုင်မကလည်းထိုင်ပေးစရာဒီเจ้าမှနှလုံးမှမရှိဘူးဆရာမတော့ပဲထိုင်ကြဘယ်မှမထိုင်ပါဘူးသိညောင်းရင်ဘယ်လိုလုပ်မလဲသိညောင်းရင်ဒီကလေးတွေစာရေးတဲ့ကွန်မန်ဒတ်ထိုင်တာပေါ့ဖယ်ကလေးတွေစာအုပ်တွေတွန်းဖယ်ပလိုက်ဆရာကြီးမထိုင်ကျောင်းဆရာကြီးမြည်သည့်အကြောင်းကြောင့်မြတ်တပည့်တို့စာရေးကွန်မန်ဒတ်မထိုင်ရအဲ့ဒီစီကံချက်ကိုကျွန်တော်သိမထိုင်တော့ပါဘူးလည်းလောက်တာပေါ့ကျွန်တော်တောင်းဝင်လောက်ရမှာဆိုတော့ကျောင်းမှပစ္စည်းတွေစင်းကောက်ရအောင်ဆရာလေးကပြောတယ်ကောက်မနေပါနဲ့ဘာပစ္စည်းမှမရှိပါဘူးအဲ့ဒါဆိုလည်းစီးရှင်းတာပေါ့ကျွန်တော်လမ်းကြောင်းနာမပြောဘူးလေတလုံးရှိအဲ့ဒါလေးတော့ရှိပါတယ်ကောင်းပါထဲမှာပါရှိဘာမှမရှိပါဘူးကျွန်တော်တော့ဖွင့်ကြည့်ရှိတယ်မြေပြူဖို့ခွန်တူရှိတယ်အဲ့ဒီခွန်ထဲကိုငုံကြည့်တော့အိမ်မြောင်ဦးလို့မြေပြူကလေးလေးလုံးရှိတယ်ကျွန်တော်သိတာမြေပြူဆိုအချောင်းအဲ့ဒီကြောင့်မှအလုံးကျွန်တော်ဆာမန်တရားကိုမင်းဒါလေးတွေကဘာလို့ပို့ထားတာလဲမရေးမဖြစ်ရေးဖို့လိုတဲ့ကရေးအောင်ပိန်ထားတာပါ
အဲ့လောက်ဆင်းရဲတဲ့အကြောင်းဒတ်စတာဖြက်စီလားရေးမှမရေးဘဲနဲ့ဖြက်စီရလည်းမလိုပါဘူးသူကလည်းသူတော့လည်းဟုတ်တော့ကျွန်တော်စိတ်မကောင်းတာအဲ့ကလေးတွေကရှေ့အစာရေးကုန်ကလေးရှိတယ်အောက်မှာထိုင်နေတာအုတ်ခဲမဟုတ်မြေခင်းလည်းမဟုတ်စက်ဖွက်ပြားတွေခင်းတာဒီကောင်နဲ့ကြောင်စိမ့်နေရကြောင်ပြားဖြစ်လို့ဒီကောင်နဲ့အင်ကြီးတွေလည်းပြားလို့မျက်နှာတွေပါးတွေလည်းပြားလို့ကောင်းမှဆိုရင်မှဖွဲတွေဒါတော့ကလေးတွေတည်းတော့မကောင်းပါဘူးကွာကျွန်တော်ဇာတိစငယ်မျိုးကိုပြန်သွားကျောင်းဆရာတွေလက်ကထုတ်တဲ့နေ့ပါလုခံတယ်အဖေကြီးကမူလာတဲ့ကျောင်းဆိုတော့အဖေကြီးလက်ကထုတ်လိုက်နေကြသိကျွန်တော်ကျောင်းဆရာဖြစ်ပြီဗျကျွန်တော်ကျောင်းကလေးကဆင်းရဲလို့ပါဗျာကျွန်တော်ဗျာအောက်ကအုတ်ကလေးခင်းနေတယ်ဗျကလေးတွေထိုင်ကုန်ကလေးနဲ့ဆိုင်ရုံကုန်လေးနဲ့တွဲလှုပ်ပေးခြင်းနဲ့ဗျကျွန်တော်ပြန်ဆရာနဲ့လက်သမားဆရာခေါ်တွေ့တယ်9500ကုန်မယ်ဗျလူပေးကြပါဗျာလူခဏအဲ့ငါတို့ကစနေမျိုးနဲ့မင်းကပသိမ်ကြီးမျိုးနဲ့အဲ့ကြောင့်ငါတို့ကလေးလည်းမရှိပါဆိုင်ပြောင်းဝင်ပြောလူတယ်ကျောင်းဆရာငါကြ30လူတယ်လူချင်းဆရာဘယ်တော့ကောင်းလို့ဖြတ်ပိုင်းလည်းပါလူပါလေ300နဲ့90ရအဲ့တော့ရွှေဈေးက300မပြည့်ပါရွှေတကြသားပသိမ်ကြီးသွားလူခန်းနဲ့250ရဒါနဲ့ကလေးတွေမိဘတွေကျွန်တော်ဖိတ်လိုက်တယ်ဒါလေးလှုပ်ရှင်လို့မိဘတူနဲ့30လှူပါဗျာပြောပြကျွန်တော်သွားလူခန်း900လောက်ပြရသေးလို့မိဘပြောကမတ္တထပြောပါမယ်လှူနိုင်မှုဗျာပြသားသားမာတယ်ဟော30များကြီးလဲငါးချက်နှစ်ခါခွဲလို့ပါငါးချက်နှစ်ခါလည်းမလှူနိုင်ဘူးဗျာအဲ့ဒါ3ချက်နှစ်ခါနဲ့4ချက်တစ်ခါ3ခါခွဲလို့ပါဗျာဒီမှာကျောင်းဆရာခင်ဗျတော့နားဝဲတဲ့လူပဲကျုပ်ပြောတာတပြားမှမလှူနိုင်ဘူးပြောတာဗျာဒါအစိုးရလည်းလည်းကြောင်းဖွင့်ပေးတယ်သူပေးပါကျွန်တော်ဘာလို့ပေးရမလဲဘယ်လောက်ရှိကိုယ်ရဲ့ဥစားပေးမှကြောင်းနေလို့ဘယ်လောက်ရှိကျွန်တော်တို့ကလေးတွေကဒါမျိုးတပတ်တောင်မသိလို့လို့ပါဗျာလှလို့ပါဗျာမလှချင်းလုံးဝမလှပါနဲ့လှနိုင်တဲ့မိဘ30လူပေးပါမလှနိုင်9ချက်2ခါခုနကတော့3ခါခွဲလို့ပေးပါဒါလေးကျွန်တော်ပြောတာမိဘတရားမတတ်တာဒီမှာကျောင်းဆရာခင်ဗျားလောက်ရတယ်ဟာမကြပါဘူးဟောသွားလူခံဒီသွားလူခံဒီကြောင့်မှခင်ဗျားကလေးလည်းမရှိဘူးအခုလိုမိဘတွေခေါ်ပြတော့မမရင်ပြောတဲ့ကောင်ရှိသေးတယ်လောက်ဝင်နေဗျာရှင်းရေးလိုက်9000ဟောကနေလက်ခုပ်တီးနာမည်ကလေးပြောပါဦးဗျာဥသိတာရေးဥသိတာမထိုင်သေးဘူးမဟာသဘောခင်ဗျားကြောက်တဲ့ချမ်းသာတယ်မဟာသဘောကနှုတ်ဆောင်ပိုင်ခင်ဗျားလည်း9000လှူလိုက်ပါဗျာဟောကနေလက်ခုပ်တီးမဟာသဘောဝုန်းနဲ့မတတ်တာဟိန္ဒူကလာကြီးဟဲ့ကောင်သေးတာမင်းလူချင်းမင်းပါလားလူပေါ့ကွာဘာကိစ္စငါ့မင်းခြေရံပြမင်းနဲ့လူခိုင်းမင်းခိုင်းလို့လူတော့ကွာဟာနှမျိုးတာငါဘာငါစ9000လူမလို့ကွာပါပါတော့ကျောင်းဆရာဒီကောင်းနဲ့တောင်ရေးစမှာ1000လက်ခုပ်တီးကျွန်တော်အဲ့လိုလောဘမကြည့်ဘူးမာသဘောကျွန်တော်လိုတာ9500ပါဗျာပြောင်း9000ဆိုရင်2500ပို့ပါသေးတယ်9000မှလူပါဗျာကလာရစိတ်ဆိုးသွားတယ်ဒီမှာကျောင်းဆရာခင်ဗျားတောင်စင်းရေးဖို့ပဲကြောက်ကြမွန်းသွားလို့ဘူးစီပြန်ရောက်စားခင်ဗျားနှမဆိုင်ရှိရရေးအဲ့နောက်တော့သူတို့ကုသေတာလေးစားတယ်ဗျာခင်ဗျားကိုပြန်ရင်လည်းမပြန်နိုင်ဘူးဆရာစိတ်မမှတ်နဲ့နတ်မြတ်မနဲ့ဆယ်နိုင်မတော့ဘူးဆရာတို့ထိုင်ဖို့ကရထိုင်9လုံး
သူဘတ်စကမန်လေးပြန်လာပါလာအလုံးမခံတဲ့ကလထိုင်ရင်ရပါတယ်နောက်တော့3000လူတဲ့လူနဲ့2000လူတဲ့လူနဲ့1000လူတဲ့လူ900လူတဲ့လူဘီယိုတလုံးရိုးစင်တစ်ခုအိုးအများကြီးပဲရလက်သမားတွေကခုံနေမြန်ရိုက်ပြန်နေကအုံမြန်ခင်းကြောင်းကလေးဖြစ်သွားတယ်ဖြစ်သွားကောင်းလိုက်တာပတိရှင်ကပြန်နေ9တန်း6တန်း9တန်းကျွန်တော်ကလေးတွေတန်းလေးတွေနဲ့ဓမ္မပြဒီကောင်တွေကဒီတော့ကဖွက်ပြတယ်ပြစ်တာဗျစဖွက်ပြနဲ့ဖုံးမိုက်ပြမြင်ရတော့အဲ့တော့ခုတော့အုတ်ခင်းတယ်တော့မိုက်တွေကိုတင်းချမ်းရှုပ်တာဒါပေမဲ့မင်းတို့အမိုက်တွေကိုတွေ့ရပြစ်တာကိုကွာလဲလဲမလဲကြကျွန်တော်တပြက်စီဝယ်မိုက်လဲကြကွာဟောဒီရောက်တပြက်စီလဲနောက်တနေ့လည်းလဲကျွန်တော်ကကျောင်းကိုစောရောက်တယ်။နောက်လူကြီးတယ်ကျွန်တော်ကိုဖိုးဖွားလင်မယားရောက်တဲ့ရှိတဲ့အိမ်ထားပြီးသူတို့ကျွန်တော်ကိုကျွေးမနှက်စားအဲ့လေးစားပြီးတော့ကျောင်းစောယူသွားကျောင်းမှာကျွန်တော်ပဲကျောင်းကျွန်တော်ပဲစရေးကျွန်တော်ပဲဒလဝံကျွန်တော်ပဲပြတာစောယူကျောင်းသွားတယ်ဘာဖြစ်လို့လဲဆိုအလုပ်လုပ်နေချင်တယ်အလုပ်တွေလုပ်နေရင်ကျွန်တော်ချက်သူကိုမေ့တယ်နည်းနည်းမေ့လို့သွားတယ်အဲ့နဲ့အမိုက်ကြီးလှဲရတယ်လဲ3ရက်လောက်တဲ့နေ့ကျတော့ငါရန်ကန်နဲ့ဝင်သွားပြီးတော့ငါရန်ကန်နဲ့အမိုက်ကြီးလဲထုတ်ကြည့်နေတယ်ဗျကောင်မလေးတွေကလည်းလက်ပိုက်ကြည့်ကောင်လေးတွေလက်ပိုက်ကြည့်သိစရာကျွန်မလဲမယ်ကျွန်တော်လဲမယ်တယောက်မှမပြောကျွန်တော်လည်းလဲငါရန်ကန်လဲလို့ပြီးကနေတော့6တန်းကောင်ရောက်တယ်ဆရာကြီးကျွန်တော်တို့တန်းကြံနေလာမယ်ငါမီ6တန်းသွားလဲ6တန်းပြီးကနေ9တန်းကောင်ရောက်လာကျွန်တော်တို့ခန့်လာမယ်အဲ့ဒါသွားလဲဆောစောပါကျူကြည့်ပြောတော့ဟိုထူလိုက်တာကျွန်တော်လဲရန်ကြောင်းလေးပါဗျာပါကျူကြီးကတက်ကတော်ကြီးဆိုသူမိုက်လဲရတာကျွန်တော်လည်းပုံများမှာအမိုက်ကောလည်းပုံများမှာကိုရှင်စာမိပါရဲ့ကျွန်တော်တပည့်လေးလက်ပိုက်ကြည့်3ရက်ရောက်တဲ့နေ့မှာကလေးတွေဘလောက်ချစ်စရာကောင်းတယ်လဲကျွန်တော်လည်းကျောင်းထဲဝင်သွားရောတပည့်စီတစ်ချောင်းကိုတယောက်ဖတ်တာဥထားလာမလို့ငါတပည့်စီသူတို့ကလည်းမလဲဘူးကျွန်တော်လောင်ဆောင်မြင်စိတ်ကျင်နေကျွန်တော်မြင်ပြီးဆုံးမှလဲကျောင်းဆရာဘလောက်လှုပ်ရှုပ်နေစိတ်ရှုပ်နေရောက်သွားဒါပေမဲ့မိုက်လဲနေလားကွာလဲနေပြီဆရာမလဲတော့ဘူးလားကွာလဲအောင်လိမ္မာလိုက်တယ်ဒါပေမဲ့ခုံကလေးပေါ့ဘောကြတာ6တန်းကောင်သွားပေါ့9တန်းကောင်သွားပေါ့နောက်ကျွန်တော်အိုင်ဒီယာသေးရအမိုက်ပုံးလေးတွေဝယ်တန်းစီလိုက်ထားမင်းတို့ကွာအမိုက်တွေ့ရဖြစ်တာဟုတ်ကွာဒီပုံးလေးထည့်ရတယ်လဲသတာတော့ပေါ့ကွာလဲတော့လဲတယ်ပြစ်တာတော့မလျှော့ကုန်ပြစ်ကျွန်တော်ရှင်းနေပြီပဲဒီကောင်နေပြစ်တဲ့မိုက်ကိုညလက်ကောက်မိုက်ပုံးနဲ့တော့ထည့်ပြစ်စမ်းကောက်တယ်သူတို့လည်းပြစ်တာကျွန်တော်လည်းကောက်3ရက်မြောက်နေ့ကျွန်တော်ကျောင်းထဲဝင်သွားတော့အဲ့ဒီကောင်ကြီးအမိုက်စားကိုလူတယောက်ရဆောင်ရတော့ငါမိုက်လာနဲ့သွားဥထားတာမကောက်ဘူးကျွန်တော်လည်းဝင်သွားလှမ်းကြည့်ပြီးဆရာမြင်ပြီးကောက်တယ်သွားတယ်လိမ္မာလိုက်တော့ကွာချီကျူကကလေးတွေချီကျူတာကြိုက်တယ်ချီကျူရင်လိမ္မာတယ်ကလေးတွေမဟုတ်လူကြီးတွေပဲချီမွန်းကြိုက်တယ်ကျွန်တော်ဘယ်မှာချီမွန်းမကြားရစေမနေနိုင်ကျွန်တော်မိမပြောမိမငါလည်းဘူးမှမချီမွန်းကြကျွန်တော်မိမပြောဟုတ်ပါရဲ့ငါ့ကိုကြာသိတော်တာပဲနော်ဖားမှလည်းမဆိုင်6တက်ကြီးအဲ့ဒါကြီးမပြောဘူးထင်တယ်ပြောလို့သဘောကျလူတွေချီးမွမ်းတယ်6တက်ကြီးချီးမွမ်းတော့သဘောကျ
နောက်တော့ကျွန်တော်တို့ပဲလေကျွန်တော်မြင်မိုက်တွေလိုက်ကြမိုက်တွေကောက်ကြဒီတော့ဟိုဘဝကိုမိဘဆယ်ဦးရောက်လာသူတို့ကလေးတွေအင်္ဂလိပ်စာညနေဆရာအင်္ဂလိပ်စာကျူရှင်သင်ပေးပါဟောကောင်းပါလေသင်ပေးပါမယ်တယောက်တစ်ဆယ်ပေးမယ်ဆရာဟိုကောင်းတော့ပေါ့စိတ်ထဲပြောတာထုတ်ပြောကျွန်တော်လက185ချက်ဆယ်ယောက်တရားဆို185ချက်ဟိုရှုတချက်သားလို့ရဟန်ကြညနေကျတော့လည်းလမ်းကလေးတွေကိုစုခေါ်လိုက်ငါရန်ကနေမှာမင်းတို့အင်္ဂလိပ်စာညနေကွာဆိုင်အင်္ဂလိပ်စာသင်ပေးမယ်ကွာအင်္ဂလိပ်စာကျူရှင်တဲ့ချက်တော့လည်းညွတ်တော့အကုန်ထောင်းနေမထောင်းနေကောင်တယောက်မရှိတခုတော့ရှိတယ်ကွာကျူရှင်ကတော့ပေးရမယ်ကွာလက်ကလေးတွေပြုတ်ကြတော့လက်ညှိုးဆိုတဲ့ညှိုးဆယ်ချောင်းကြံဟာကိုမြင့်မောင်အားကြတဲ့ကောင်ကပတ်စံမပေးနိုင်တဲ့ကောင်ကိုရှော့စီပေးနိုင်တဲ့ကောင်ကိုတော်စီချက်ချင်းတည်းရဆယ်ပြောတဲ့ကျူရှင်ကဆိုတာပတ်စံမဟုတ်ပါဘူးကွာအစားမဟုတ်တယ်ခုမှပြောလို့ဒီနေ့သင်တဲ့ဇာတိနေ့လို့ရင်အဲ့ဒါကျူရှင်ကပဲကွာအဲ့ကျူရှင်ကပေးနေလက်ထောက်မှာကွာအကုန်ထောင်း39ယောက်ပဲရှိပါတယ်လည်း9 6ခေါအဲ့ဒီကလေးတွေကိုကျွန်တော်အင်္ဂလိပ်စာကျူရှင်ညနေကျောင်းဆင်းနေဟိုတရားမှလည်းမပေးကြပါဘူးတက်နေတဲ့ဆရာကလည်းမပေးတော့မပေးကြလည်းနေပါစေတော့နောက်ကျွန်တော်ကျောင်းလေးရှင်းမှာလမ်းနိုင်လေးလောက်ပါတဲ့မိဘတွေနဲ့ချက်ခင်ရမိဘတွေတန်းပိုင်လုံးတစ်လုံးပြီးကျွန်တော်အုတ်ခဲလေးပြီးလက်မြင်နဲ့စီးထက်တန်းပိုင်လုံးဆိုင်လက်သမားဆရာရတန်းလေးလုပ်ပြီးအသင်းလေးသိရဲ့လမ်းတောင်ကြတယ်အမောပြည်တော်စုလမ်းလှလိုက်တာကျောင်းနဲ့ပနာရအဲ့ဒီလမ်းပတ်ချလေးမှာကျွန်တော်ပန်းချံလေးစိုက်ပြည်လုံးချမ်းသာပန်းနေပါမြင်မှုမှာပါနီးရမ်းတော်မွေးအဲ့လိုပန်းချံဆိုင်နဲ့ကလေးတွေကိုကျွန်တော်ကသချင်းလေးတစ်ပုဒ်သင်ပေးမိမိကိုကောင်းအောင်ကြိုးစားမိမိမိတန်ကိုကောင်းအောင်ကြိုးစားမိမိမိကြောင်းကိုကောင်းအောင်ကြိုးစားမိမိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမိအဲ့ဒါလေးကျွန်တော်ဒီတပည့်နဲ့လိုက်ဆိုညီလို့ဒီလက်ချက်ကိုမိုဒီဖွဲ့စည်းတဲ့ကြောင်းကောင်းစီပါညာနောက်ကတွေကျွန်တော်လည်းဆိုလို့မကြိုက်ဘူးတို့လည်းမကြိုက်ဆိုဒီလက်ချက်ပဲဆိုကြတယ်ပဲလည်းရှိတပည့်တို့ကိုကောင်းလို့ကြကွာကျောင်းမတက်ကြစာမကပ်ဘူးကွာစာမကြက်ကြကွာကိုတန်းလေးကိုမင်းတို့မိုက်နေလဲနေပြီကွာကိုเจ้าမမိုက်နေကောက်နေပြီကွာထုတ်စီတော့ကျွန်တော်သင်ပေးတယ်ငယ်ကလေးမယောက်ျားလေးဘောလုံးနဲ့သင်ပေးတယ်ကျွန်တော်တို့เจ้าကြီးပဲဒိုင်စုဖလားစုတွေရเจ้าကလေးနဲ့ချက်လို့ပြောလို့ကိုเจ้าကိုကောက်ပြီကွာအဲ့ဒီကလေးလေးကြီးဆက်မပြောတော့ပါဘူးကွာကိုတိုင်းကြီးကိုလူမျိုးကောင်းအောင်လုပ်ပါကွာမပြောတော့ပါဘူးပြောစရာမလိုတော့ဘူးကွာမင်းတို့လုံမှာကွာဒီလိုလေးပြောသဘောကြီးကြနောက်တော့ညကြလို့ရှိရင်ကလေး40 50လောက်ဖိုးဖွားရောက်ဆရာကြီးပုံပြောတယ်သူတို့ကျွန်တော်ကိုဆရာကြီးလို့ပဲခေါ်ပါတယ်အဲကြောင့်မှကျွန်တော်အသက်ကြီးဆုံးဆရာကျွန်တော်28နှစ်ရှိပါတယ်ပုံနှစ်ပုံလောက်ပြောရင်ကျင်တယ်ကျွန်တော်ရွာလေးလမ်းနေကျွန်တော်ကျောင်းလေးကိုသွားလို့ရှိရင်အဲ့ဒီရောက်6ယောက်တိုင်းဆရာကြီးဟောခေါ်အတန်တူအောင်လို့ဗျာထူပါနောက်လည်းကောင်းအော်ပြန်ဆရာကြီးဗျာဆိုင်လောက်ဆက်လိုက်ထူရတော့မောတယ်ဆက်လိုက်ကြကျွန်တော်ထူတော့နားလည်းဦးမယ်ဆက်နေထူနားလည်းဦးမယ်ဆက်တော့ကြတော့ကလေးတွေခေါ်တယ်မကြလို့လုံးနေမကောင်းဘူးလေဗျာဆက်လေးစငိုင်းထူကြောင်းရောက်တော့နေ့လဲကြတော့ကလေးမင်းညငိုးကြောင်းရောက်ဆရာကြီးကမျက်နှာလိုက်တော့ကလန်းလုံးတော့ထူတယ်တော့ကျွန်တော်ကလေးနှစ်ယောက်ခေါ်လာတော့မထူဘူးတော့ဟုတ်ပါရဲ့
မောလို့နားလိုက်မိတာပါမနှက်ဖြင့်ငါစားပြီးမနာတော့ပါဘူးနော်သူတို့ကျင်တ်သွားအဲ့ဒါသေးသေးလေးမဟုတ်ဘူးဗျသိကြီးကြတာပဲကျွန်တော်ချစ်တယ်ဗျအဲ့ဒါလေးနှလုံးသားထဲမှာဆွဲကျောင်းဆရာရဲ့ပီတိဗျအရသာရတာလေးနောက်တော့ကျွန်တော်တပည့်လေးမေကုစားကလေးနဲ့ဖြည့်သွင်းခြင်းနဲ့ကွာငါတပည့်လေးဘယ်လိုဘောရေးပေးရလဲရန်ကြောင်းသားစင်ငယ်မျိုးကြောင်းကြီးကိုပြောတယ်ကျွန်တော်မေကုကောက်ကိုရိုက်တယ်လည်းနေစီရိုက်တတ်ပါစာကူးစက်လည်းလက်တတ်ပါလက်ထုတ်ကြီးခေါင်းမှလွယ်ပြီးပြန်လာကျောင်းနေ့လည်းတနင်္လာလောက်ပြန်ရောက်နှစ်ရက်ကြာပါတယ်ဘာလို့ဝင်နေဖြတ်လာဝေါကနေနောက်ပြေးထလာကြတယ်ကလေးတွေတန်းနေသူငယ်တန်းလေးကစားဟဲ့နေဘူးတွေဘာလို့ပြေးလာတော့ကွာကလေးတွေဟောလွမ်းနေဆရာကြီးတဲ့နေပြောက်သွားဟုတ်ပြီဆရာလည်းလွမ်းလို့အမြန်ပြအောင်လုပ်ပြီးအမြန်ပြန်လာတာပဲကွာတက်ခဲ့နေဘူးပါတယ်ကွာကိုတန်းနဲ့ကိုဝင်ကြပြေးဝင်ကြရှာပါတယ်ဒီကလေးတွေကိုကျေးဇူးတင်နေဗျာသူတို့ကိုချစ်ရတဲ့စိတ်ကြောင့်မလို့ကျွန်တော်ချက်သူကိုလွမ်းတာတတ်တာလေဗျာကျွန်တော်တပည့်တွေရှိနေရွာနဲ့ကျွန်တော်ကိုရောက်အောင်သွားတယ်17ရွာရှိတယ်ရွာတရွာဆင်းရဲတယ်အဲ့မိဘတယောက်ကငိုးလို့ကျွန်တော်ထိုင်နေလာပြောဆရာတပည့်ရာကြောင့်ငိုးနေတယ်အိမ်ခေါ်ခြင်းနဲ့ခင်ဗျားတို့အမေတို့အဖေတို့အိမ်ဆောက်ပါဆိုမဆောက်ဘူးဆရာကြီးလာပြီဘယ်လိုခေါ်မလဲတော့ဒါကြောင့်မငိုအောင်ခုလိုက်ခဲ့လိုက်တော့အိမ်ရှိအောင်တော့ကျွန်တော်ငိုရမယ်အိမ်ကလေးလေးဘက်ထောက်ဝင်ရကံကောင်းတဲ့ရှိမှဆောင်ရမ်းမိကလေးရှိဆောင်ရမ်းမိကလေးလေဝိုင်းလို့အေးလိုက်တာလေကလေးတိုက်တယောက်မှထိုင်ကြတာပေါ့အိမ်ရှိအောင်ကြောင်ဝန်သားရဟုတ်တာပေါ့ဟာတာမိမရှားယူကြည့်တယ်ယူလာတယ်ရှားကအနာကိုမရှိဘူးစုပ်ပြဲပြီးတော့ဒီဟိုကျိုးမြေပုံနဲ့တူတယ်နေဖြေရအစုပ်ကြီးဟာစုပ်ကိုချောပါတယ်ထိုင်ရင်နှွေးချမ်းတဲ့အောင်ရှားရင်နှွေးချမ်းသွားပြီမြေကြောင်ကြီးမဲပကံလုံးကတလုံးနှခမ်းပဲ့မိမရနေပကံလည်းနှခမ်းပဲ့ဆဲတဲ့တော့ဘုမကြီးသွားပြီးတော့ပကံကောင်းငါပါသူမိမပြန်ပြောဒါတော့ဘုမကြီးငါလာတာပဲဒီမှာလုံးမှဒီတခုလုံးရှိအဲ့တော့စီစမ်းမှာချောချောဆန်းနဲ့ဆန်းလာဆယ်စီမှာတစ်စီပဲထိနေလေအားချောချောဆန်းမှာဆိုမှတော့ပြန်ဆန်းကြည့်မိမပြန်ပြောတယ်အဲ့ဒါပလင်းနဲ့ရှိအကုန်လောင်းလာတာပဲဒါဆန်းကြမရှိတော့အဲ့ဒီသူတို့နဲ့စကားပြောရင်းကကျွန်တော်တပည့်လေးမနဲ့၄နိုင်ချင်းကားနေကျောင်းလာ၈နာရီထွက်တဲ့ဘတ်စကားရမတင်ချင်ဘူးပတ်စံမရသူတို့ကတိုင်နာမဟုတ်ပါဘူးကလေးတွေမနဲ့စောရီထားအောင်ပြောရင်းနဲ့သိတာကျွန်တော်ပြောတဲ့နဲ့ကာလဥက္ကရာခေါ်ပြောပြကာလဥက္ကရာကာပိုင်ကြီးခေါ်စိတ်ကောင်းရှိတဲ့လူပြောက်ကနှစ်ပြန်အားစားကျွန်တော်ကောက်၈နိုင်ကောက်လို့ဘယ်မှမယူကလေးကျွန်တော်စပယ်နဲ့ပြမညူစုသေးအောင်ကလေးဆင်ပြေသွားသူတို့ဘောအနေနဲ့ရင်းပြီးတော့အဲ့ဒီကလေးရချစ်တယ်သူတို့ကကျွန်တော်ရိုက်ဖို့ထားလို့ငေါ့တော့မငေါ့ဘူးသူတို့ဘာကြောက်တာဆရာကြီးမချစ်မှာကြောက်တယ်ဒီနေ့ဒီဘသူကဆရာကြီးသူကလေးငယ်ဆုံးမောင်ဆန်းဆိုးလို့ရိုက်စမ်းပါရိုက်ကျိုးပါစေမျက်စိလည်းကမ်းမစေရှေ့ဝင်တင်ကုန်မယ်ရိုက်ချင်ခင်ဗျားပြောတယ်ကြောက်စရာကောင်းတယ်ဗျာခင်ဗျားကြောင်းစရာကိုမြင်လက်မရောအနာဘကသမတ်လို့လားအဲ့လိုမကြောက်ရင်မတက်ဘူးဆရာရဲ့လိမ်မာဘူးမဟုတ်ပါဘူးသူတို့ချင်းလိမ်မာပါတယ်နောက်တစ်နေ့မောင်ဆန်းခေါ်မင်းလည်းပြောတယ်ဟုတ်လားပြောလက်ကလေးပါကဲလောပါမောင်ဆန်း
ငါပြင်တာမင်းပြောတယ်အဲ့ရထိုင်ငိုတယ်မငိုဘဲနဲ့ထားအကိုနဲ့မောက်ဆဲတယ်မဆဲဘဲနဲ့ထားမလားခေါင်းကြီးမုံဖို့တမပေးမှတမိုးဆိုလွန်ပြဘယ်လောက်ပဲယူမလားခေါင်းကြီးမနဲ့လင်းဘာနဲ့ကြွကြွစားမလားခေါင်းကြီးခေါင်းမကြီးအေးမင်းသားလို့ရှင်မင်းဖေနေမိကဆရာကြီးကိုချီးမွမ်းမှာကွာဆရာကြီးဆုံးမတာလိမ်မာသွားပြီလို့ချီးမွမ်းမှာအဲ့လိုချီးမွမ်းမောင်ဆန်းသဘောကျလားကွာတချိန်လုံးခေါင်းမငုံငိမ့်နေတယ်ကောင်ကအဲ့ဒီမေကွန်ကြတန်ထွက်ပြေးကြားနောက်နေ့မောင်ဆန်းမြည်လို့ဖြစ်သည်မသိနေ့လည်းသူ့အမေငိုကြောင်ရောက်ဆရာကြီးရဲ့မောင်ဆန်းကိုဘယ်လိုလုပ်လိုက်တာလဲဆရာကြီးရဲ့ဟောဘာဖြစ်လို့တော့မနေ့ကမငိုဘဲနဲ့ထားတယ်ဆရာကြီးရဲ့အကိုနဲ့မဟုတ်လည်းမဆိုင်ဘူးဆရာကြီးရဲ့မနေ့ကမှကြော်တယ်မလားလည်းပဲလို့နဲ့ကြွေးလည်းစားတယ်ဆရာကြီးမုံဖို့တော့မတောင်းပါဘူးလွယ်ကလေးလွယ်လက်ကလေးပိုက်ကြောင်းတော့တနာလို့ပါဆရာကြီးရဲ့သူတို့ပဲလုပ်ပြီးတာပဲကျွန်တော်နေ့40ကြာမလို့သွားတဲ့ခါအဲ့ဒီကောင်သူ့သားတဲ့ကောင်လာတယ်ကျွန်တော်တွေ့တယ်နဲ့မောင်ဆန်းလက်ကလေးပိုက်ဆရာကြီးပုံပြောတယ်အဲ့ဒီနေ့ကလိမ်မာလို့ပုံနှစ်ပုံပြောခဲ့ရတယ်အော်မင်းတို့ကငါသက်40တောင်ငယ်သွားပြီးမောင်ဆန်းချစ်စရာကောင်းပါလေတနေ့တော့ဆရာမလေးနှစ်ယောက်ကနှစ်ဖန်သူတို့မလာဘူးလေအဲ့ဘာဖြစ်လို့တော့သူတို့ငယ်ချင်းမင်္ဂလာဆောင်ရှိလို့အော်ကျွန်တော်ပဲနေမှာတော့ဆရာကမလာဘူးငါတတ်နေဘူးအဲ့လိုဆိုတဲ့ခွန်စားလေးရေကပေါ့လုံနေပါနဲ့ချင်းချင်းနေဦးအော်ဟုတ်ပါတယ်ကျောင်းစစ်တဲ့လူလာရင်ပြအောင်ဒီကျောင်းမျိုးဘယ်မှလာမစစ်ဘူးမစစ်ရင်ကျွန်တော်ဆုတ်ပလိုက်ပါလားကျွန်တော်မတင်မနဲ့စပွဲပါပဲစောက်ကလေးနဲ့ဖိထားခဲ့ပါထားပြန်သွားနောက်နေ့ကဝန်တိုင်းကိုကျဲတော့ကျွန်တော်မနိုင်ပါဘူးသူတို့မျိုးက3နဲ့4တန်းကျွန်တော်က9-6ခွန်အတန်း3နဲ့မဆရာတယောက်တည်းဟိုဆရာလေးတယောက်တည်းနဲ့မနိုင်ဟိုခုံလေးလည်းပြိုးဘောလုံးလေးကံဖုံးလေးတစ်ဆောင်လုံးအဲ့လိုတပတ်မှလည်းအဲ့ဒါလာတဲ့ဆရာလူတယောက်ဝင်လာလွယ်ကလေးကိုထုံးလက်ညှိုးမှာဝှေ့ရန်နှကုံတယ်နဲ့ကျွန်တော်ကျောင်းအောင်နေသွားထိုင်ဝန်းတာကျောင်းသားလိုချင်တယ်ဗျာအလဲတော့ကျောင်းသားမရှိလို့ထိုင်မှာဗျထိုင်တော့မေးကျောင်းအောင်လာဟုတ်ပါတယ်ဗျရှူနေတာပဲနော်တယ်ဆရာမနှစ်ယောက်မလာလို့ပါဗျာဒီလိုနဲ့ရှာရှိတယ်ဘာဖြစ်လို့မလာတာလဲသူတို့ငယ်ချင်းမင်္ဂလာဆောင်လို့ပါဗျာကျွန်တော်စိတ်မရှိခွင့်တိုင်သွားလာတယ်ဟာဘာဆိုင်လဲကန်တိုင်မဟုတ်ဗျာလို့နားလည်မှုပေါ့ဘုံနဲ့မတတ်တာနားလည်မှုဆိုခင်ဗျားတို့ရေးယူပြီကျွန်တော်ခုမှသိပြောင်းလာတယ်ခင်ပညာဝန်ပြကျွန်တော်သူမသိဘူးအဲ့လိုဆိုရင်တော့ကျွန်တော်ဒီကျောင်းအကြောင်းမဟုတ်ပါဘူးမရဘူးလေခုနကမှကျောင်းလို့ပြောပြီးကျွန်တော်ကျောင်းလို့ပြောရတယ်လူကြီးမင်းကိုကျောင်းအမှန်ပြီးပါထင်လို့ပါကျွန်တော်ကလေးလို့ထင်လို့ပါကျွန်တော်ကျောင်းမှာအလယ်တန်းကလေး39ယောက်ပဲရှိပါတယ်အလယ်တန်းမြတ်ဆရာကျွန်တော်တယောက်ပဲရှိပါတယ်မူလတန်းမှာတငယ်တန်းလေးတငယ်တန်းကြီးတင်းနေသူလေး6တန်းရှိတာဆရာ3ယောက်ပဲရှိတယ်မနိုင်ပါဘူးတော့ပေါ့တယ်ခင်ဗျားလောက်ရတယ်မလွယ်ပါလားထူးချေလာတောင်းမယ်များတယ်ခင်ဗျားဆရာမနှစ်ယောက်ထူးချေလာပေးလိုက်မလုပ်ပါနဲ့တနေ့မှပြတ်ဘူးတစ်ခါခိုးတစ်ခါမိမဟုတ်ပြခင်ဗျားနောက်စီကန်းကန်ကိုကောင်းတောင်းသွားတယ်နောက်လည်းငိုလိုက်ကြတာဆရာမလေးသူပြောတာမှန်တယ်နောက်ဘူးမှမပြတ်တော့အဲ့တော့အဲ့ကြောင့်ကလေးတညကျွန်တော်တို့မိဘတွေစကားပြောနေတော့ကလေးတယောက်ရုံနဲ့ပြုတ်ကြဟိုးကိုကလေးကိုခေါ်ကြဖိုးကြီးရေဖုံငယ်ရေတန်ထွေရေအေးမြရေငါကလေးတွေရှိတဲ့အဆုံးပြ
လူကလေးဆက်မဲ့ကိုကလေးကိုဆက်နေမှရနေမစင်ကြဟိုကောင်သေးလောက်ကျွန်တော်ကလေးတယောက်ရနေကြရဲဆိုပြေးပြီရနေကြီးနဲ့ဆင်းကလေးတယောက်ရအခုမှထမ်းတယ်ရည်အောင်လို့ငါလူငယ်ကြိုးတွေချပေးကျွန်တော်ချီပြီးကြိုးတွေနဲ့ဆွတ်တယ်ချမ်းမိုင်မူရောက်လာပြီဆရာပေါ်ရောက်တင်လိုက်ချမ်းမိုင်မူကျွန်တော်နဲ့ခင်ရွာလေးငွေကဲလို့သေးတာတွေများလို့ရှေးဥဒနာဘူးနည်းတွေကျွန်တော်တို့ညောက်တင်ပြီးဒါလေးနဲ့လည်းခင်လို့ချက်လို့အဲ့ဒီသူကရှေးဥဒနာဘူးနည်းနဲ့ကိုတော့ကလေးမသေးပါဘူးနောက်နေ့ကျတော့အမြောက်တကတကြကြီးတယောက်ငြိမ်းစားအဲ့ဒီရွာမှာခြံလို့သူပြောတဲ့စကားတရားလုံးပြန်တယ်ကလေးတယောက်ရနေကြတယ်ဆိုတော့မိပါတယ်ကိုကလေးကိုရှားလိုက်ကြခေါ်လိုက်ကြတယောက်မှရနေမစင်ရဘူးကျောင်းဆရာကရနေဆင်ရတယ်ကျောင်းဆရာတော့ဆင်ရမှာပေါ့တရားလုံးသူကလေးကြီးကိုအဲ့ဒီစကားလေးကိုကြိုက်လိုက်တာကိုချီးမွမ်းတာမဟုတ်ဘူးကျောင်းဆရာဆိုတဲ့ definition ဘယ်ကလေးဖြစ်ဖြစ်ကျွန်တော်နဲ့ဆိုင်ဟိုမိဘသူကလေးမဟုတ်ဘူးဆိုင်တော့အဲ့တော့တနေ့တော့ကလေးမလေးကြောင့်ဆရာကြီးအဲ့ဒါလာတယ်ဘောလုံးမနဲ့လာတိုက်ပုံနဲ့ပါနေကိုရလေးတမျိုးမျိုးစားလို့ဖေးကြတယ်ကျောင်းအောင်ကလေးလိုကျောင်းကြီးများသွားတယ်ဝင်လာထိုင်မှခင်ဗျကျွန်တော်ရှိရခုမထိုင်ကျွန်တော်လှမ်းကြည့်ပြုံးဘာမှမဆိုင်ကိုလေးမြန်ပြုံးဘာကိစ္စရှိပါလဲခင်ဗျဘာကိစ္စမှမရှိပါဘူးကြည့်တယ်ပြုံးတယ်ကျွန်တော်ဘာကူညီရမလဲခင်ဗျဘာမှမကူညီရပါဘူးပြုံးတယ်စိတ်မကောင်းရလားမသိအဲ့လိုဆိုရင်တော့ကျွန်တော်ကလေးတွေစားသွားသိမရစီတင်နာဘောထိုင်မအောင်သူနဲ့ရှင်းနေနော်တင်နာဘောထိုင်မအောင်ကျွန်တော်တိုင်းပညာဝန်နဲ့ခေပညာဝန်လွတ်လိုက်တာပါဗျဒီเจ้าမှာအဲ့ဒီเจ้าဆရာလေးရှိတယ်မင်းတော့အဲ့เจ้าဆရာလေးခိုင်းတာလေးကုန်သွားလို့ပြောပြီးတော့လွတ်လိုက်တာပါကျွန်တော်ဒီเจ้าရဲ့เจ้าအုပ်ဆရာကြီးပါပဲအော်ဆရာဝတ္ထုသွားရေးကွဲမှာပေါ့ဗျအဲ့ဒါတကယ်ဖြစ်အဲ့တိုင်းပြောတယ်ဆရာကြီးကလည်းမပြောရဘူးလေကျွန်တော်တိုင်းပညာဝန်နဲ့ငါเจ้าကိုကြည့်ပါလို့ပြောတာသူကစိတ်ထားမကောင်းရင်ဘာကောင်လဲကွာဒီကောင်ကငါเจ้าသူကလည်းရမ်းပြဒီကောင်လိုရောက်ချင်းဥချိုးထားလိုက်ဦးမောင်းတင်လာလိုက်လူတရားမှာ69ရောက်လို့လို့လေစိတ်တော်ရကောင်းလိုက်တဲ့ဆရာကြီးသူတို့ပြောတဲ့အတိုင်းပြန်ပြောတယ်ကျွန်တော်ဝုန်းကနေထားမဟုတ်ပါဘူးဆရာကြီးမသိလို့ပါဘူးလာထိုင်မှဒီမှာထိုင်မှခင်ဗျကုံလို့ကျွန်တော်ဘာလို့ရမလဲပြောကျွန်တော်ကူလုံးဆရာကြီးကျွန်တော်ကိုကျွန်တော်ကြောင်းအောင်မဟုတ်ပဲကြောင်းအောင်လို့ပြောရတဲ့မူသားလွတ်သွားတော့ဝန်သားလုံးလို့ဒီမှာထိုင်ပါအခုလောက်တဲ့အတိုင်းကျွန်တော်ကုံလုံးဆရာကြီးခိုင်းတာလည်းလုံးကျွန်တော် management မချောင်းလို့ပါချက်ချင်းမကလေးပြောလာဟဲ့ဦးသိတာရှိစားရလဲမနှက်ပြမနဲ့ချိန်တော့ကလထိုင်လက်တန်းပါပြီကျောင်းရာရှိစင်ထိုင်နေခုံတလုံးလူပါဦးသိတာနောက်နေ့ဆိုင်နိုင်ထုတ်ပြီးလူဆရာကြီးထိုင်ပြကျွန်တော်ထိုင်နေတာကသက္ကကလထိုင်လေးပါလက်တန်းမပါပါဘူးကျွန်တော်မှကျောင်းအုပ်မဟုတ်တာပဲကျွန်တော်ဆရာကြီးကိုကျွန်တော်ထိုင်နေခုံနေဘယ်ထိုင်ခွင့်ပေးနိုင်မလဲအားလုံးကိုပြောချင်ပါတယ်မာနကောင်းမေတ္တာကောင်းဆရာကြီးနဲ့ကျွန်တော်သားဖလောက်ချစ်တယ်သူမာနမကြီးလို့ကောင်းလိုက်တာနောက်ခါမှကျွန်တော်ပြည်တိုင်းဝင်တာထွဲအောင်မှာရုံချုပ်စီမံညမှုဖြစ်သူသားဖွာရတော့ကျွန်တော်စီစာရေးလုပ်လိုက်အဲ့ဒီကလေးကျွန်တော်ဒူဦးစီးနဲ့သွင်းပေးတယ်အခု
ခဲအုပ်ချုပ်မှုဖြစ်ပြီသူသာကျွန်တော်မောင်းနေလိုက်ရချင်းသူသားနဲ့ကျွန်တော်လည်းဘာမှဆိုင်မှာမဟုတ်ပါလူတွေလူလောကတဲ့လောကခရီးကိုသွားတယ်မြစ်တာတွေထားကြစမ်းပါအချင်းချင်းကိုယ်ထက်လူကြီးကိုချစ်ခင်မှယူသေးပါလေးစားထက်လူကြီးကိုကလန်ကဆန်လောက်ရတာကိုတိုးတက်တယ်လို့မထင်လိုက်ပါနဲ့သူ့မှာကိုယ်ရဲ့မြင်နေရလို့ရှိတယ်လည်းပဲညီတယ်ကိုညီပါချစ်ခင်မှရမြင်မှဆောက်ကြောက်ကိုအောင်တနာပါကိုညီပါကျင်နာပါဆောက်ကြောက်ကျောင်းသားချင်းကျောင်းလူချင်းချစ်ခင်မှကိုညီပါဆောက်ကြောက်မောင်နှမတွေလူဘွားတဲ့အထိဆရာတို့ရကြတွေ့ပြီအဲ့ဘွားတဲ့ဟာခုချိန်ထိချစ်ခင်ရတယ်ချစ်ခင်ရတယ်မာနတွေနဲ့မင်းပါကောင်းလဲငါပါကောင်းလဲဦးချိုးလိုက်အောင်မယ်ကွာအဲ့ဒီစိတ်ဓာတ်ကနေကြယုံကြည်ကြံတမ်းပါတယ်ကိုညီဖို့စဉ်းစားတဲ့အခါဆရာကြီးနဲ့ကျွန်တော်နဲ့ဒါပါပဲအနည်း50ပြည့်လို့ပြန်ကြတော့တဲ့အခါဆရာကြီးခန္ဓာမူမင်္ဂလေးကမသိတော့ပြောရှာဆရာကြီးဦးအောင်တင်စတင်တည်ထောင်တဲ့အလယ်တန်းကျောင်းကြီးပါဆရာကြီးကသူ့လက်ကြမောင်းရပါဗျာဦးစောချစ်လို့ကျောင်းကြီးပြည့်စုံမှကျုပ်ကအလယ်တန်းမြဆရာထိုင်ကိုလာထိုင်တာဗျအဲ့လိုပြောလိုက်တဲ့အတွက်ဆရာကြီးတစ်စက်ကလေးတော့နိုင်မသွားဘူးပုံမြင့်သွားပါလေပုံမြင့်သွားကျွန်တော်တို့ကသိမြင့်နေလို့တထောင်အောင်ဖြစ်နေတယ်ဟိုဆရာကြီးလည်းပြောရှာတယ်ဦးသေးတာအဲ့လေ40မြောက်ကျွန်တော်လည်းဘာမှမရှိတော့ပါဘူးလန်ဒန်လည်းမရှိရိုးစင်လည်းမရှိတော့ဟိုအမတ်တရားဓာတ်ပုံရချင်တာကွာတနည်းအားမှလည်းမရှိတော့ပါလားဦးသေးတာခေါ်သွားတယ်ရှိလားလိုက်ခဲ့ခေါ်သွားအလဲကောင်ကနှစ်ဆအုပ်ဆောင်ကြီးပဲအကောင်းဆုံးပဲကျောင်းဆောင်နေအများကြီးအခုတော့ထထညောင်းဖြစ်မယ်မနေ့ကတော့မနေ့တိုင်းမှာပထမရပါတယ်အဲ့ဒီကျောင်းဆောင်ကြီးရှိဒီနားမှာရက်သူလည်းရက်ဆရာကြီးရှိသေးတယ်ရက်ပေါ်မကြည့်လိုက်ပန်းမြိုင်လေဆောင်ရွှေစလုံးကြီးနဲ့ရစ်တာအဲ့ဒါအမှတ်တရပေါ်ဗျဦးသိတာပြောတယ်ကျန်တဲ့ဆောင်တွေတက်ချင်တက်กว่าဒီတစ်ဆောင်ကိုတော့ဆရာအမှတ်တရပန်းမြိုင်လေဆောင်မျက်ရည်လဲမိပါလေအဲ့ဒီအောက်မှာဓာတ်ပုံရိုက်ခံနေအခုဥဒိတာလည်းမရှိတော့ပါဘူးနှစ်စီလောက်ရှိတယ်ဆရာကြီးလည်းမရှိတော့ပါဒီတော့မမေ့နိုင်ပါဘူးအဲ့ဒီကျောင်းကလည်းပြည်နယ်ဝန်ကြီးလည်းရောက်သွားကြပါတယ်ရှင်းပြကြပါတယ်ဒီတော့ညီကုန်းချုပ်ပါလားတနေ့ကျောင်းကြီးရုံနဲ့ဝင်သွားတော့စာဆောင်ဖတ်တယ်ဒီတော့ပဲဆရာလာဒီစာလေးဝန်သားဆရာလည်းကောင်းတယ်ဝန်နေဆရာလည်းကောင်းတယ်ဗျဝန်သားဆရာကောင်းတယ်ဆရာကဟိုရန်ကုန်မြို့တက်တော်ကြီးတစ်ခုမှာတတော်ကတိကခန်းလိုက်တယ်ဗျဟာနောက်ကြတယ်ကွာစောစောခိုင်ဘလောက်ကောင်းမလို့ကျွန်တော်ချက်သူမင်္ဂလိတရိယာလေကျွန်တော်မန္တလေးတက်သွားဟောတော့စာပေသွားဟောရတယ်ဂုံတူဥသိမ်းနိုင်တယ်ဥသိမ်းနိုင်ကရှေ့ဟောတယ်သူရွှေပြေးဆောင်မှနေကြတာပါတဲ့သူခန်းနံပါတ်ခုဒီမှတ်မိပါလေခန်းနံပါတ်ပြောလက်ခုပ်တွေဩဘာပေးကြကျွန်တော်လည်းကျွန်တော်လည်းရွှေပြေးဆောင်နေကြတာပါကျွန်တော်ခန်းနံပါတ်မမှတ်မိပါဘူးဝါကနေကြမှတ်မိတာတခုတော့ရှိပါလေသစ္စာဆောင်က1 2 3မှတ်မိပါလေကိုယ်တရားမရပါမင်းရောမေအခုဒီကျွန်တော်ခီးဆောင်အိတ်that she case show a number 1 2 3ပဲ1 2 3ပဲဟိုတလားတပည့်ရမမလားဒီအကြီးတွေ့လို့ကြောင်းနေပါတိုက်အဖဒီအကြီးသိကောင်းတာပဲခုစေးကြည့်တယ်ဗျဖွင့်
ဖွင့်လို့မရဘူးဗျရှုပ်နံပါတ်မှတ်မိလားကြာပြီကွာပဲမှတ်မိလားတခုတော့ရှိတယ်ကွာ1 2 3ကိုရိုက်ကြည့်စမ်းရိုက်ကြည့်ပွင့်သွားတယ်လွန်စရာကြီးအဲ့တော့အဲ့ဒီမှာတော့ဟောတော့ကျွန်တော်ကတရိယာရနဲ့ရှင်းလေးတစ်ပုဒ်ဆိုတယ်ကိုတင်မိုးရေးတဲ့ကြပြပါမန္တလေးကတော့အရှိဘက်ကိုလမ်းကြည့်ရှားရုံမတောင်းနိုင်ညွညွမိုင်းမိုင်းမြင်လွန်စရာရှားရုံမကမြို့ကိုဝေလွမ်းမျိုးကြွလို့ပူမျိုးထွေမဲလွမ်းရောင်လို့တတဲ့ခါတော့ရွှေမန်းဆောင်တို့ကြွလေပါခေါ်ရွှေမန်းဆောင်ကသိပ္ပံမလေးနေတယ်ကျွန်တော်ချက်သူကဝိဇ္ဇာဆိုတော့သစ္စာဆောင်ကိုတင်မိုးကြပြားကသစ္စာဆောင်မပါဘူးကျွန်တော်ပြန်ပြင်ဆက်တယ်ပြစ်တာနောင်လို့တန်တပါရဲ့သစ္စာဆောင်တို့လမ်းကြွစေခြင်းလွမ်းနေအဲ့တော့အဲ့ဒါကလေးဆိုပြ1 2 3ပထမမိဒီနံပါတ်ကလေးဒီတော့ဆရာကြီးကပြောတယ်ဟေးကလေးတွေကိုတော့မပြောပါနဲ့ဦးသူတို့မိသားလက်မှတ်ပတ်ထဲပို့တာဗျညနေ6နိုင်ခန်းနဲ့သွားပြီ3နိုင်ကျနှုတ်ဆက်ပွဲလုပ်တာပေါ့ဆရာကြီးပြောပါဦးဆရာကြီးနဲ့ကျွန်တော်ရုံငန်းနဲ့ထွက်6တန်းကျောင်းသားလေးမောင်ညွတ်ပြေးလာတဲ့ပိုက်ဆရာကြီးရန်ကုန်ပြောင်းမယ်ဆိုတော့ဟုတ်သလားဗျဟောထိုက်တန်းရှိုးကလည်းမြန်တယ်ပေါက်သွားကျွန်တော်မကြွရင်တော့ဆရာကြီးလမ်းကြီးဆရာကြီးဟုတ်တယ်ကွာကဲထူအောင်အဲ့ပါတီရှင်တွေဖဲလိုက်ခံပြီးဖွင့်ရှင်းမစဘောချတယ်မင်းတို့ဆရာကတော့ဆရာနှုတ်ဆက်စကားပြောလိုက်ဒီကောင်လေးမငိုရစေချင်လို့စကားကိုပေါ့ပေါ့တန်တန်ပြောဆရာကြီးပြောတာဟုတ်တယ်ကွာဆရာကြီးကပြောအောင်မဆမ်းပါဘူးကွာဝန်ထမ်းဆိုတာအဲ့လိုပါမင်းတို့လည်းကြည့်ဝန်ထမ်းလို့ပြောအောင်မှာပေါ့ကွာအဲ့လိုပြောလို့နှုတ်ဆက်တတ်တာငိုတာတော့ဆရာမကြိုက်ဘူးကွာမှန်ငိုကြတယ်ငိုစရာလည်းမရှိပါဘူးကွာဆရာမင်းတို့ရဲ့ကောင်းတဲ့သားတဲ့နေရာကိုသွားတော့မင်းတို့ထားပြီးခဲ့ဒီဆရာကြီးနဲ့ဆရာမတွေမင်းတို့ပညာဆက်တင်ပေးသူတို့ကိုပို့ချစ်ကြသူတို့ကမင်းတို့အကျိုးဆောင်ရအေးဒါပဲကွာပေါ်ပေါ်လွယ်လွယ်ပြောတာပါဆရာကြီးကပန်းနဲ့ကဲတပည့်တို့ခုချိန်ကစပြီးတော့ကျောင်းပိတ်ပေးလိုက်ပြီပြန်ညာလှုပ်ဒီကောင်ညင်ဆရာဒီကောင်ဒီပြန်ခိုင်းလို့လည်းမရ15မိနစ်လောက်ထိုင်ပေးလိုက်ပါဗျာသူတို့ချိန်တော့ကြည့်ပါစေတမျိုးပဲဝတ္ထုရေးလို့မရဘူးတာကျွန်တော်အောင်းနေဒီကောင်လေးတိုင်မင်မို့လည်းချိန်မရှိဘူးညနေမျက်နှာကဲတောင်ရတာမတွေ့ဘူးကျွန်တော်တော့ဒီကောင်လေးမကြည့်ချင်ဘူးဗျာဆရာယတနာပါရုံကနေဝင်သွားကျွန်တော်ထိုင်ပြီးကြည့်ခံကလေးမလေးရောက်ရှိုက်တန်ထွက်ဘယ်နာကောင်ထောင်နဲ့တွေ့ဟဲ့ဆရာကြီးကငိုရမကြိုက်ပါဘူးလို့ပြောတယ်ကြောက်ငိုနဲ့ဒီကောင်လို့တဟတ်ထီသူတို့မငိုကြတော့မငိုတာမဟုတ်ဘူးငိုတာမကြိုက်ဘူးဆိုလို့ငိုအဲ့နောက်တော့ဘယ်သူမှမြင်လည်းမကြောက်စိတ်လည်းမထွက်15မိနစ်ပြည့်ဆရာကြီးပြန်ထွက်လာတယ်အဲ့15မိနစ်ပြည့်ပြီဒါပေမဲ့ပြန်ရတော့ပြန်အခါနာလည်းမဟုတ်ငြိမ်လေးငြိမ်တယ်အဲ့ဒီတရင်ကဈေးတယ်ရဆီရွာတဲ့ပေါ့ကျောင်းဈေးတယ်သာသမီပြေးလာတဲ့ကလေးလေးချင်းလို့ဗရဲမောက်တစ်ပေါက်ကို3ယောက်လုံးနေရာပြီးသူတို့ကတော့ကလေးလေးနဲ့ကျွန်တော်တို့ဖြစ်ကိုကြည့်ပြီးအသံတွေထွက်ပြီးအောင်းငိုကြကျွန်တော်တပည့်တွေလက်ကြည့်ကောင်းငိုပါစေသူတို့ကငိုခွင့်ရှိငါတို့ကိုစားငိုပါစေဒီကောင်းနေမျက်နှာကျွန်တော်သိငိုတာကိုကျင်နေအဲ့လိုနည်းနဲ့ကျွန်တော်တို့လည်းဘာလို့မှမသိနောက်3နာရီလောက်ထိုးတော့ဝါကနေတ
ပါစကား6ဆင်းကျောင်းရှိထိုးဆိုင်ငါလူကြီးဥညိုတို့ဝတ္ထုကြနေတာပဲနော်တကယ်ဖြစ်တယ်ကားဝဆင်းလာသူ့နာမည်ဥညိုတို့တကယ်ပဲညိုတို့ကြီးဆရာကြီးတောင်ခမတောင်ကျောင်းနဲ့ဝင်ချတာတော့သမီးတို့ဆရာကြီးရထားမြင်သွားမှာမင်းတို့လည်းပြန်ခိုင်းလို့မရောက်ကြတော့ပါစကားကြီးခေါ်လာဆရာကြီးရဲ့ပစ္စည်းတွေဖိုးဖွားနဲ့ကားပေါ်တင်လာခဲ့မင်းတို့လည်းကားပေါ်ကုန်တက်လိုက်ဖို့တစ်ချိန်လုံးငြိမ်နေတဲ့ကောင်ကြီးမြောက်တကြဝေါကလည်းပြစ်ထွက်သွားတယ်မြန်တန်ပြကား60မြတ်တက်ဘယ်မှတင်မပေးရကား60မြတ်တက်ပြီးတာနဲ့ဒီကောင်ကြီးငြိမ်ပြန်ပြီငြိမ်တယ်ဟာအဟောစင်ကားတဲ့မေတွေပြေးပြီရွာထဲကိုပေါက်တာသူအိမ်ရှိကနေစောင့်ကြုံငိုမလို့ကာနန်ကြီးရွာထဲဖြတ်ငိုတယ်အော်ပြီးတော့ပြန်ဆရာပြင်းတဲ့လက်သမားဆရာပြင်းတဲ့ဟိုးကျွန်တော်နဲ့တူတူဒီမှာဆရာပြန်လူကြီးတွေပြင်းတဲ့ငါလူကြီးတွေမိယာကပြင်းတဲ့လိုက်ပေါ်ကြဆယ်ကန်းရှိရောက်တော့ကျမိုင်မှုဆိုရင်မှပြေးလာနေဦးပြောလိုက်မယ်တက်စားတဲ့မိမရငိုအဲ့အောငိုရတဲ့ကိုကျွန်တော်စီးတဲ့ကစပယ်မောင်အေးတဲ့ဥသိတာရဲ့တူဒီကောင်ကအားကြပြီးတော့သူကလည်းအောငိုကနောက်ကမတန်တန်လိုက်ဆရာကြီးရဲ့ကျွန်တော်တို့ကိုပြည့်သွားပြီလားဆရာကြီးရဲ့ဒီကောင်လို့တာကျွန်တော်မသာချနဲ့တူကာရဏီရွာကထွက်နောက်ပြင်းရောက်တော့တော်လေးဝေးရောက်ကားစင်မောကကလေးတယောက်ကသူ့ဘာသာသူစိတ်ကိုနဲ့သူပါဆရာကိုနှုတ်ဆက်ချင်တယ်ငိုလည်းမငိုအောင်ဒီကောင်ဘာလို့မိမိကိုကောင်းအောင်ကြိုးစားမိမိမိတန်းကိုကောင်းအောင်ကြိုးစားမိတိုးဆိုတာမိမိကြောင်းကိုကောင်းအောင်ကြိုးစားမိမိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမိခရစ်ပေးနေတယ်ကျန်တဲ့ကောင်လမ်းကြည့်ဒီကောင်မနေကွာကောင်လို့တော့လိုက်ဆိုကြတိုးပါနောက်တော့ဘောလီကိုမြင့်ကလေးတွေတော့သူလုံကြမြင့်တော့တန်ထဟိုးကားရဟောကောင်းနေမှန်နေကွာလိုက်ဆိုကြကား60ရဲ့အတန်အောင်ပင်လဲကံပေါင်ရိုးကိုရောက်တော့တညီတဲ့ထွက်ဘေးမှာလက်ကွင်းနေကျောင်းဆရာကြီးကျွန်တော်ဘေးနားမှာကျွန်တော်လက်ကိုဆုပ်တယ်ဆရာကျွန်တော်လည်းမကြခင်မှပြောင်းလာတာပါနှုတ်ဆက်ပွဲလုပ်မငိုခဲ့ပါဘူးဗျခုခဏနဲ့ကျွန်တော်3လပဲဗျာတူတူလုပ်တာကျုပ်ငိုနေပြီဗျခင်ဗျားလည်းငိုတော့ဗျာငိုတာကောင်းတယ်ဗျငိုပါငိုနေစားကျွန်တော်ငိုလို့မရဘူးရှင်းဆိုရကျွန်တော်တပည့်ကျွန်တော်လှမ်းကြည့်မငိုဘူးကောင်းငိုဘူးစာချုပ်မိနေကြတယ်ငိုဘူးတစ်ချိန်မှဆုံးနေတာဟာဒီကောင်နေမငိုဘဲနဲ့ကိုငိုလို့မရဘူးအဲ့ဒါတမန်ကြီးဆိုဒါကလေးကိုကျွန်တော်ကပန်းမြိုင်လည်းမဥယျာဉ်ဘူးသူ့ဖြစ်တယ်လေးပဲပြန်ရေးတာပါကြီးကျယ်တဲ့ပရိသတ်လည်းမဟုတ်ပါဘူးဗျာကျွန်တော်သမွေးညောဓမ္မစာဝကြောင်းဆရာသွားလို့တာတပည့်တွေလေးတွေနဲ့ချက်ခင်တမ်းမစင်ဖြစ်ပါအဲ့ဒါလေးမိမိတိုင်းပြည်တဲ့ကောင်းကြခွိုက်တဲ့တော်ပါလူပါချုပ်လို့ဖြစ်နေပြီအဲ့လိုကောင်းနေနိုင်ငံအကြီးကြီးတွေဖြစ်နေကောင်းနေရှောင်ဖြစ်နေကောင်းနေလည်းအများကြီးပါဖြစ်နေပါဒါလေးရတော့တိုက်ဆိုင်လိုက်တာသူ့မှာကံမောရောပါနေဆင်းတော်ရလေးပြီးပါပြီကျွန်တော်အောင်ပင်လည်းကံမောရောနေမန္တလေးကိုမြင်နေရကာရဏီချင်းတဲ့ညာအဲ့ဒါလေးကိုစာရတော့စပယ်ဘိမှပြန်တော့ပထမရစာအုပ်ဖြစ်တော့တမ်းမြန်လည်းမဥယျာဉ်မှုမြို့သားစာပေစုရအင်္ဂလိပ်လိုဘာသာပြန်တော့ The Garden Among the Flowers အရှိတောင်အာရှစာပေစုရပါတယ်ဆရာကြီးစောစောပြောတယ်မှာပါတယ်
ပါတယ်ဟိုကောင်းစင်ကလေးခုကယ်မီရတော့ဇက်ကပါပဲမောင်နေသေးရဲ့ကြံကောင်းစင်ကလေးကိုဆိုင်မှမိတယ်လို့ဆိုင်စောရပြောနေမှာပါတယ်ဟိုမြတ်နေကြီးမှာရွှေရီလောင်းနေကြီးမှာရွှေရီလောင်းကယ်မီရတော့ပါတယ်အဲ့ဒီဝတ္ထုလေးပါပဲအဲ့ဒီဝတ္ထုလုပ်ချင်ကြတော့လဲကျွန်တော်စဉ်းစားပြရသွားကြည့်ငိုရတယ်တမန်ယုံမှာပတ်ဆိုးပြတော့လဲငိုပါတယ်အဲ့ဒီကောင်လေးအဲ့ဒီသချင်းကိုတန်ရင်ဆိုရင်မနေနိုင်ပါဘူးဒီတော့ပြောချင်တာကကျွန်တော်ဘောမှာမမေ့နိုင်တဲ့မှတ်တိုင်တစ်ခုပါပဲမှတ်တိုင်တစ်ခုလူတိုင်းကိုပြောချင်ပါတယ်ဗျာပရိဟိတသမ်းမြောင်ကျွန်တော်ညီမလေးကျော်သူတို့လည်းမလုံနိုင်ရင်လည်းကိုယ်တနိုင်ကိုယ်ပဝန်းကျင်ဆရာကြီးတော်အမိုက်ဒီကောက်ရှာသေးတာပဲကျွန်တော်တို့ဘာလို့မကောက်နိုင်မှာတော့အဲ့လိုနဲ့ပရိဟိတကြီးညကူတိုင်းဒီနိုင်ငံကြီးတိုးတက်စေချင်တယ်ငြိမ်းချမ်းစေချင်တယ်ကျွန်တော်တို့ချင်းလောဘဒေါသမာနတွေနဲ့ဘဝခဏလေးပါဗျာလူကြရဲကြတိုက်ကြခိုက်ကြတိုက်ကြတွေကြအဲ့ဒီစားငြိမ်းချမ်းပြီးတော့ချစ်ခင်နေတယ်ကိုယ်တိုင်းပြည်ကိုလူမျိုးကောင်းလောက်ကြပါလို့ပြောချင်တယ်ဒီတော့အနည်းဆုံးတော့စန္ဒာဓိပတိတက်ပေးကြပါတိုင်းပြည်ငြိမ်းချမ်းပါစေတိုင်းပြည်တိုးတက်ပါစေတက်တယ်နေကောင်းချုပ်မှာပြောချင်တာနှစ်ချက်ရှိပါတယ်တစ်ချက်ကလာရောရွာကကျွန်တော်ဇာလိုက်လာရောသားကိုကျော်မြို့ဆိုလာရောကနေဒီဟောပြောပဲရှေ့ဆုံးမှာလာထိုင်နာထောင်နေပါတယ်ကျေးဇူးတင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်ချစ်သူမင်္ဂလိရဒီမောင်ရွာသူပါဗျာမောင်ရွာကမင်္ဂလိပါအခုသူကဘယ်ရောက်နေဆိုရင်ရန်ကုန်မှာရောက်နေပါတယ်ဗျာဘာဖြစ်နေတော့ဆိုရင်ကျွန်တော်မြင်းများရဲ့အဖွားဖြစ်နေပါလေဗျာကျေးဇူးတင်ပါတယ်